မစင်ရဲဖို့ချမ်းသာဖို့ဆင်းရဲတယ်ဆိုတာဘာကြောင့်ဆင်းရဲတာတုံးလို့မေးရင်ဆင်းရဲတယ်ဆိုတာအကုသိုလ်ဖြစ်လို့ဆင်းရဲတာဒီနေ့မှာအကုသိုလ်ဆိုတာကကာယကံမှုကိုယ်ဖြင့်ပြုတဲ့အကုသိုလ်ရှိတယ်ဝစီကံမှုနှုတ်ဖြင့်ပြောဆိုပြီးတော့ဖြစ်တဲ့အကုသိုလ်ရှိတယ်မနောကံမှုစိတ်ထဲမှာတွေးကြံပြီးတော့ဖြစ်တဲ့အကုသိုလ်ဆိုတာရှိတယ်ကျတို့ဟာအကုသိုလ်လို့ပြောလိုက်ရင်သိတာတဲ့ထင်ရှားတဲ့ထင်လွယ်မြင်လွယ်ဖြစ်တဲ့ကာယကံဝစီကံတွေကိုလောက်ကိုပဲတွေးမိကြတာတကယ်အကုသိုလ်ဆိုတာကစိတ်ထဲမှာအဖြစ်အများဆုံးပါပဲစိတ်ထဲမှာမဆန့်တော့မှနှုတ်ပေါ်ကိုရောက်လာတာပြီးမှလက်ပေါ်ကိုရောက်လာတာတကူရဲ့အတွင်းထဲမှာစိတ်ထဲမှာမကောင်းတာတွေမသင့်တော်တာတွေယုံညံ့တာတွေမဖြစ်သင့်တာတွေအဲ့ဒီလိုစိတ်တွေအကုသိုလ်စိတ်တွေဖြစ်လို့တရားဓမ္မတို့ဦးဇင်းတို့ဟာဆင်းရဲကြတာအကုသိုလ်မဖြစ်ဘဲနဲ့ပြောရရင်ဆင်းရဲလို့မရဟုတ်လားဒါကြောင့်မဆင်းရဲခြင်းမူဆိုတဲ့လူတွေဟာအကုသိုလ်မဖြစ်အောင်လုပ်ရမယ်အဲ့ဒါဦးဇင်းတို့အခု9ရက်တိုင်အချိန်ယူပြီးတော့ကြိုးစားအထောက်ကြမယ်ဒီတတိပဋ္ဌာန်ဘာဝနာလုပ်ငန်းစဉ်ဟာဆင်းရဲဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့အကုသိုလ်တရားကိုဖယ်ရှားပြစ်နိုင်တဲ့အစွမ်းတတ္တိရှိတယ်တတိပဋ္ဌာန်ဘာဝနာကိုဘယ်လိုပွားများကြရမလဲဆိုတဲ့နိလန်းကိုမပြောသေးခင်မှာတတိပဋ္ဌာန်ဘာဝနာရဲ့စွမ်းရည်တတ္တိကိုဒါဦးဇင်းတို့အရင်ပြောတာနော်တရားဓမ္မတို့ဦးဇင်းတို့ကမဆင်းရဲလိုကြဘူးဘယ်လိုဆိုရင်ဆင်းရဲဒုက္ခကဘာကြောင့်ဖြစ်တယ်လဲအခုပြောပြီးဆင်းရဲဒုက္ခကအကုသိုလ်ကြောင့်ဖြစ်တယ်အကုသိုလ်သည်အကြောင်းတရားဆင်းရဲဒုက္ခသည်အကျိုးတရားဆင်းရဲဒုက္ခဆိုတဲ့အကျိုးတရားကိုမလိုလားဘူးဆိုရင်အကြောင်းတရားဖြစ်တဲ့အကုသိုလ်ကိုဦးဇင်းတို့ဖယ်ရှားနိုင်မှဖြစ်မယ်ဘလောက်ပဲဆင်းရဲဒုက္ခကိုကြောက်အကြောင်းတရားဖြစ်တဲ့အကုသိုလ်ကိုမဖယ်ရှားနိုင်ဘူးဆိုရင်ကိုကြောက်နေတဲ့ဆင်းရဲဒုက္ခနဲ့ကိုယ်နဲ့ကအမြဲတမ်းတွေ့နေမှာဒါကြောင့်မြတ်စွာဘုရားကသစေဘာယထဒုက္ခတသစေယောဒုက္ခမပ္ပိယံမာကထပါပကံကမ္မအာဝိဝါယတိဝါရဟောဥရန်ပါဠိတော်မှာလာတယ်မြတ်စွာဘုရားခါတစ်ပါးမှာစွန့်ခံကြတော့ဇေတဝန်ကျောင်းနဲ့တာဝတိမြို့ကြားမှာရေကန်တကန်ရှိတယ်အဲ့ဒီရေကန်ထဲမှာကလေးတွေကငါးဖမ်းနေကြတာအဲ့ဒါကိုဆုံးခံကြွတော်မူရင်းနဲ့မြတ်စွာဘုရားကမြင်တော်မူတဲ့အခါကျတော့တနာတော်မူတဲ့အတွက်ကြောင့်အဲ့ဒီကလေးတွေကိုအနာခေါ်ပြီးတော့မေးတယ်စစ်သားတို့မင်းတို့ကဆင်းရဲဒုက္ခကိုမကြောက်ကြဘူးလားဆင်းရဲဒုက္ခကိုမင်းတို့နှစ်သက်ကြသလားအဲ့လိုမေးတော့ကလေးတွေကမြတ်စွာဘုရားတဲ့ဘုရားတပည့်တော်တို့ဆင်းရဲဒုက္ခကိုကြောက်ကြပါတယ်ဘုရားဆင်းရဲဒုက္ခကိုတပည့်တော်တို့မနှစ်သက်ကြပါဘူးဘုရားဒါလူတိုင်းဒီစိတ်ကူးရှိပါတယ်ဟုတ်လားအဲ့လိုဖြေတဲ့အခါကျတော့မြတ်စွာဘုရားအဲ့ဒီမှာဥဒ္ဒံဂါထာလေးကျိုးတယ်သစေဘာယထဒုက္ခတသစေဟောဒုက္ခမပ္ပိယမာကထပပကံကမ္မအာဝိဝါယတိဝါရဟောတယ်အဓိပ္ပာယ်ဘာပြောလို့ဆိုတော့သစေဘာယထဒုက္ခတဆင်းရဲဒုက္ခကိုတကယ်လို့ကြောက်ကြတယ်ဆိုလို့ရှိရင်တဲ့သစေဟောဒုက္ခမပ္ပိယဆင်းရဲဒုက္ခကိုတကယ်လို့မနှစ်သက်ကြဘူးဆိုလို့ရှိရင်တဲ့မာကထပပကံကမ္မအာဝိဝါယတိဝါရဟောအာဝိဝါယတိဝါရဟောတဲ့လူရှိမှာပဲဖြစ်ဖြစ်ကိုယ်ရမှာပဲဖြစ်ဖြစ်မာကထပပကံကမ္မမကောင်းတာကိုမလုံးနဲ့တဲ့ဘလောက်ကောင်းတဲ့ဒေသနာနော်ဆင်းရဲဒုက္ခကိုကြောက်တယ်ဆင်းရဲဒုက္ခကိုမကြိုက်ဘူးဆိုရင်ကိုယ်ရမှာပဲဖြစ်ဖြစ်လူရှိမှာပဲဖြစ်ဖြစ်အကောင်းမှုကိုမလုပ်ရဘူးတဲ့အကောင်းမှုကဆင်းရဲဒုက္ခရဲ့အကြောင်းတရားဖြစ်လို့နော်အဲ့လိုဆိုရင်ဆင်းရဲဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့မကောင်းမှုကိုဒီတရားဓမ္မတို့အရင်တို့ပွားများလက်တံဖြစ်တဲ့တတိပဋ္ဌာန်တရားကဖယ်ရှားနိုင်တယ်လို့မြတ်စွာဘုရားဟောတယ်အဲ့ဒါကိုလည်းမြတ်စွာဘုရားဥမာလေးနဲ့မဟာဝဂတန်ယုတ်ပါဠိတော်တတိပဋ္ဌာန်တန်ယုတ်ထဲမှာဟောတယ်အခါမဲ့ရွာချလိုက်တဲ့မိုးကြီးဟာကောင်းကင်မှာစိုင်းနေတဲ့မြူတွေကိုတခဏချင်းပဲဖယ်ရှားပစ်လိုက်တယ်လို့မျိုးလို့ဥမာပေးတယ်။နှွေကာလရဲ့နောက်ဆုံးလမှာနေရလဲပြင်းပြင်းထန်ထန်ပို့တော့မြူတွေထတယ်နော်လောကဓာတ်ကိုကြည့်လိုက်လို့ရှင်ဒီပြေပြေအယောင်နဲ့ဝါကျင့်ကျင့်အယောင်နဲ့မြူတွေထနေတာရှိအဲ့ဒီအချိန်မှာတကယ်လို့များမဟာအကာလမေဃလို့ဆိုတဲ့အခါမဲ့မိုးကြီးရွာချလိုက်မယ်ဆိုလို့ရှိရင်စောစောကစိုင်းနေတဲ့မြူတွေဟာတခဏချင်းပဲဖြစ်သွားတော့ရှင်းလင်းသွားတယ်ဒါမြတ်စွာဘုရားပေးတဲ့ဥမာပါနော်
အခါမဲ့မိုးကြီးကစိုင်းနေတဲ့မြူတွေကိုတခဏချင်းပဲဖေရှားပစ်လိုက်သလိုမျိုးကိုယ်ခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုအမှန်ကန်သတိထားပြီးတော့နေတဲ့အလေးအကျင့်လို့ဆိုတဲ့သတိပဋ္ဌာန်တရားကဆင်းရဲဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့အကုသိုလ်တရားတွေကိုဖေရှားပစ်လိုက်မယ်လို့အဲ့လိုဟောတာဟုတ်လားဒါကြောင့်ကိုယ်လုံးမိတ်အလုပ်ရဲ့တန်ဖိုးကိုယ့်ရဲ့ရည်ရွယ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့အလုပ်ဖြစ်တယ်ဆိုတာလေးကိုမြင်မိဖို့ဒါကိုအရင်ပြောတော့နော်တရားတော်မတို့ဦးဇင်းတို့ကမစင်ရဲလို့မစင်ရဲလို့ဆိုရင်ဆင်းရဲဒုက္ခရဲ့အကြောင်းတရားကိုဖေရှားဖို့လိုတယ်ဆင်းရဲဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့အကုသိုလ်မကောင်းမှုကိုဖေရှားခြင်းနဲ့ဆိုရင်ဘာလို့ဖို့လိုတော့တတိပဋ္ဌာန်တရားကိုပွားများဖို့လိုတယ်အကျိုးသင်အကြောင်းသင်လေးဦးဇင်းတို့ပြောကြည့်နေဟုတ်လားနောက်ထပ်ရည်ရွယ်ချက်ကမစင်ရဲခြင်းယုံမျှမကဘူးဘာဖြစ်ခြင်းသေးတော့ချမ်းသာခြင်းသေးတယ်ချမ်းသာခြင်းနဲ့ဆိုရင်လည်းပဲချမ်းသာခြင်းရဲ့အကြောင်းတရားကိုဦးဇင်းတို့ပြည့်စုံအောင်ဆောင်ရွက်ရမယ်ပေါ့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်တတ္တကနိပတ်ထဲမှာမဟာဘိက္ခဝေပုံဉ္ပါယိထာဒုက္ခတေတံအဓိဝဆနံဆိုတဲ့စကားတော်လေးရှိတယ်ဘိက္ခဝေယံတော်တို့ပုံဉ္ကုသိုလ်ကောင်းမှုကိုမာဘာယိထာမကြောက်ကြကုန်လင်ဒုက္ခတေတံအဓိဝဆနံကုသိုလ်ကောင်းမှုဆိုတာချမ်းသာဒုက္ခရဲ့နာမည်ဖြစ်တယ်တဲ့ဒီလိုဒေသနာလေးတွေကိုယောဂီတို့ရဲ့ခေါင်းထဲမှာစွဲသိခြင်းနော်မဟာဘိက္ခဝေပုံဉ္ပါယိထာကောင်းမှုကိုမကြောက်နဲ့ဒုက္ခတေတံအဓိဝဆနံကောင်းမှုဆိုတာချမ်းသာဒုက္ခရဲ့နာမည်တဲ့ချမ်းသာခြင်းနဲ့ဆိုရင်ကောင်းမှုဖြစ်အောင်လုပ်ရမယ်နော်အဲ့တော့ကောင်းမှုဆိုတာကကာယကံမှုကိုဖြင့်ပြုတဲ့ကောင်းမှုရှိတယ်ဝစီကံမှုနှုတ်ဖြင့်ပြောဆိုပြီးတော့ဖြစ်ရတဲ့ကောင်းမှုရှိတယ်ပြီးတော့ဘာလို့မနောကံမှုစိတ်ထဲမှာတွေးကြံပြီးတော့ဖြစ်တဲ့ကောင်းမှုရှိတယ်ကောင်းမှုတွေဟာဘယ်မှာအဖြစ်များတုံးလို့မေးရင်ဘယ်လိုပြောမလို့စိတ်ထဲမှာအဖြစ်များနော်အဲ့တော့ဒီနေ့မှာကောင်းမှုဆိုတာကတူရာစုမယ်ဆိုလို့ရှိရင်ဒါနသီလသမာဓိပညာလို့၄မျိုးပြားတယ်ဆိုတာပေတတို့နားလည်ထားကြပြီလားဟုတ်လားဒါနထက်သီလသီလထက်သမာဓိသမာဓိထက်ပညာသည်ပို၍စွန့်ရည်တတိကြီးမားတယ်ဆိုတာကိုလည်းနားလည်ထားကြပြီလားဒါကြောင့်ဦးဇင်းတို့ပညာကုသိုလ်ကိုဓာတ်ရိုက်ဖြစ်ထွန်းစေတဲ့ဒီသတိပဋ္ဌာန်တရားကိုပဲမြတ်စွာဘုရားကကောင်းမှုလို့ပြောခြင်းတယ်ဆိုလို့ရှိရင်သတိပဋ္ဌာန်တရား၄ပါးကိုသာပြောလိုက်သတိပဋ္ဌာန်တရား၄ပါးသည်တက်တက်ကုသိုလ်ကောင်းမှုရဲ့အစုအပုံဖြစ်တယ်လို့ဒီလိုဟောတာလည်းရှိတယ်ကုသလရာတိတိဘိက္ခဝေဝရမာနောစတ္တာရောတတိပဋ္ဌာန်ဒီတမ္မာဝရမာနောဝရိယယဟန်တို့တဲ့ကုသိုလ်အစုအပုံလို့ကောင်းကောင်းမွန်မွန်ပြောခြင်းတယ်ဆိုရင်တတိပဋ္ဌာန်တရား၄ပါးကိုပြောလိုက်ပါတဲ့ကုသိုလ်အစုအပုံလို့ပြောခြင်းတယ်ဆိုရင်တမ္မာဝရမာနောဝရိယတမ္မာဆိုတဲ့စကားလေးပါတယ်တမ္မာဆိုတာကောင်းစွာကိုပြောလိုက်တဲ့စကားတကယ်ကောင်းတယ်တကယ်မှန်တယ်ကုသိုလ်အစုအပုံကြီးလို့ကောင်းကောင်းလေးမြန်ပြောခြင်းတယ်ဆိုရင်ဘာကိုပြောရအောင်တတိပဋ္ဌာန်တရား၄ပါးကိုပြောလိုက်တဲ့အဲ့ဒါကိုတေချာအောင်ထပ်ပြီးတော့မြတ်စွာဘုရားပြောတယ်ကေဝလောဟာယံဘိက္ခဝေကုသလရာတိတိယရိတံစတ္တတော်တတိပဋ္ဌာနာတတိပဋ္ဌာန်တရား၄ပါးဆိုတာတက်တက်ကုသိုလ်တရားရဲ့အစုအပုံပဲတဲ့ဟောတက်တက်ဆိုတဲ့စကားပါနော်ကေဝလဆိုတာတက်တက်လို့အဓိပ္ပာယ်ရတခြားဘာမှမရောရှက်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတ္တတမှုရိယောဟောတိကြားဦးတယ်နော်ဒီစကားလေးကြားလူတိုင်းကြားဦးတယ်နော်ဘယ်မှာပါတော့ပြိဿသမုပ္ပါမှာဟုတ်လားဧဝမေတ္တကေဝလတ္တဟောကေဝလဆိုတဲ့စကားအဲ့ဒီမှာတော့အဓိပ္ပာယ်ပါပြောတော့ဒီခန္ဓာဒီသဘာဝတရားတွေစင်ဆက်မပြတ်အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့အနေအထားဟာတက်တက်ဆင်းရဲဒုက္ခရဲ့အစုအပုံကြီးများတာဖြစ်တယ်လို့ပြောတာဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတတမှုရိယောဟောတိဒုက္ခခန္ဓတဒုက္ခဆိုတာဆင်းရဲခန္ဓာဆိုတာအစုအပုံကေဝလဆိုတာတက်တက်တခြားဘာမှမရောမရှက်ဖဲနဲ့တက်တက်ဆင်းရဲဒုက္ခရဲ့အစုအပုံကြီးတမှုရိယောဟောတိဖြစ်နေတာတဲ့ရုပ်တည်နေဖြစ်နေတယ်ဆိုတာနော်အဲ့ဒီမှာလဲကေဝလဆိုတဲ့စကားပါတယ်ကေဝလဆိုတာဘာတော့တက်တက်အခုဒီမှာလဲကေဝလဆိုတဲ့စကားနဲ့ဟောတယ်ကေဝလောဟာယံဘိက္ခဝေကုသလရာတိတိယရိတံစတ္တရောတတိပဋ္ဌာနာတတိပဋ္ဌာန်တရား၄ပါးဆိုတာလောကမှာရှိတယ်အဲ့ဒီတတိပဋ္ဌာန်တရား၄ပါးသည်တက်တက်ကုသိုလ်ကောင်းမှုရဲ့အစုအပုံကြီးပဲတဲ့ကုသလရာတိရာတိအစုအပုံပြောတာနော်တခြားဘာမှမရောဘူးတဲ့ယောဂီတို့ကြိုးစားအထောက်ကြမယ်တတိပဋ္ဌာန်တရားဆိုတာတက်တက်အလွန်ဖြူရှင်တန်ရှင်းတဲ့ကုသိုလ်ကောင်းမှုရဲ့အစုအပုံပဲတတိပဋ္ဌာန်ကိုအဲ့လိုဟောတာနော်မြတ်စွာဘုရားဟုတ်လားဒါကြောင့်ချမ်းသာခြင်းတရားနဲ့ပြည့်စုံလိုကြတယ်
နော်နှလုံးစိတ်ဝမ်းငြိမ်းအေးလိုကြတယ်ချမ်းသာခြင်းဒုက္ခနဲ့ပြည့်စုံလိုကြတဲ့ပုဂ္ဂိုလ်တွေဟာအကြောင်းတရားဖြစ်တဲ့ကောင်းမှုကိုဖြည့်ဆည်းရမယ်အဲ့ဒီကောင်းမှုတည်းမှာမှအမြင့်မားဆုံးတန်ဖိုးအကြီးမားဆုံးကုသိုလ်ကောင်းမှုကိုဘာလို့ပြောတော့သတိပဋ္ဌာန်တရား၄ပါးပြောဟုတ်လားဒါကြောင့်ကိုလုံးမိတ်အလုပ်ရဲ့တန်ဖိုးလေးကိုအခြေခံကြကြအဲ့လိုလေးအရင်မြည်စည်းနေတာနော်အစင်ရဲ့လို့ကိုချမ်းသာလို့တယ်အစင်ရဲ့လို့ကိုဆိုရင်အကြောင်းတရားဖြစ်တဲ့အကုသိုလ်ကိုဖယ်ရှားနိုင်ရမယ်ချမ်းသာလို့တယ်ဆိုရင်အကြောင်းတရားဖြစ်တဲ့ကုသိုလ်ကောင်းမှုကိုပြည့်စုံစေရမယ်အဲ့ဒီလုပ်ငန်းကြီးနှစ်ရပ်ကိုမိမိတို့စူးစမ်းအထောက်နေတဲ့သတိပဋ္ဌာန်တရား၄ပါးကဖြည့်ဆည်းပေးလိမ့်မယ်တကယ်ပြောရရင်တော့ဒီအဆင့်တွေမကောင်းဘူးနော်အခုပြောတာပါတော့မကောင်းမှုရှောင်ကောင်းမှုဆောင်ဒါပဲရှိသေးတယ်နောက်တစ်ပါးကြံသေးလေဖြေအောင်စိတ်ကိုထားဘုရားဆုံးမအလုံးကိုအနှစ်ချုပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီ၃မျိုးထဲမှာအကျုံးဝင်ရစိတ်ဖြူစင်တန်ရှင်းခြင်းဆိုတဲ့အကျိုးရလဒ်ကိုလည်းပဲဒီသတိပဋ္ဌာန်တရားကဖြစ်ပေါ်စေတာပဲဒါကြောင့်ဒီမဟာသတိပဋ္ဌာန်သုတ်တံမှာမြတ်စွာဘုရားကတတ္တနံဝိသုဒ္ဓိယသတိပဋ္ဌာန်တရားပွားများကြတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့ဖြူစင်တန်ရှင်းလာလိမ့်မယ်လို့ဟောတယ်ဆင်းရဲဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့အကုသိုလ်ကိုဖယ်ရှားယုံမျှမကဘူးချမ်းသာဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့ကုသိုလ်ကောင်းမှုကိုပြည့်စုံစေယုံမျှမကဘူးမိမိတို့ရဲ့စိတ်ကိုလည်းပဲဖြူစင်သွားစေအောင်မယ်တဲ့ဒါကဦးဇင်းတို့အစစ်အမြင့်ဆုံးအကျိုးရလဒ်လို့လည်းဆိုနိုင်တယ်ပေါ့နောက်တခါမှတို့ဦးဇင်းတို့ရဲ့စိတ်ဆိုတာကဒီမျက်စိနာနာလျှာကိုစိတ်ဆိုတဲ့ဓာရတွေနဲ့အစင်းအတန်အနတ်အရသာအတွေ့အထိအတွေ့အကြံစီဆိုတဲ့ဒီအာယုံ6ပါးနဲ့တွေ့တိုင်းသတိကင်းပြီးတော့နေကြတာများတဲ့အတွက်ကြောင့်ဆွဲမဲ့မှုຢာကမကျေနပ်မှုဒေါသနဲ့ပဲညှဉ်းနှွမ်းနေကြတာဟုတ်လားအဲ့ဒီဆွဲမဲ့မှုຢာကမကျေနပ်မှုဒေါသထက်ပိုးပြီးတော့စိတ်ကိုတော့ဆွဲသူမြင်မြဲအယောင်ဆိုးပြီးတော့ညှဉ်းနှွမ်းစေတာကတော့မောဟဆိုတဲ့တရားပေါ့ဘာဖြစ်လို့ဖြစ်လိုက်မှမသိဘူးနော်ဘဝမှာနေတာနေနေတယ်ဘာဖြစ်လို့ဖြစ်နေမှမသိဘူးဟုတ်လားအဲ့ဒီမောဟလည်းပါတော့အညစ်အကြေးပဲမောဟဆိုတဲ့အညစ်အကြေးကိုမြတ်စွာဘုရားအညစ်အကြေးတကအညစ်အကြေးထဲမှာအဆိုးဆုံးအညစ်အကြေးဖြစ်တယ်လို့တောင်ဟောတယ်ဓမ္မဝရပါဠိတော်မလဝတ်ထဲမှာအဝိဇ္ဇာတိအညစ်အကြေးတကအညစ်အကြေးထဲမှာအဆိုးဆုံးပဲလို့ဟောတယ်အဲ့တော့ဦးဇင်းတို့ရဲ့ဒီစိတ်ဟာရှားကဒေါသမောဟဆိုတဲ့အညစ်အကြေး၃မျိုးဖြင့်ဘာဖြစ်နေတော့လိမ့်ကြံတယ်အဲ့ဒါသတိပဋ္ဌာန်တန်ရုပ်ထဲမှာလည်းမြတ်စွာဘုရားမလတုတ်တံဆိုပြီးတော့ဟောတာရှိတယ်အညစ်အကြေးလောကမှာ၃မျိုးရှိတယ်ယာကဒေါသမောဟဆိုပြီးတော့အဲ့ဒီအညစ်အကြေး၃မျိုးကိုတဲ့အဘိညာယထူးသောဉာဏ်ဖြင့်သိကျင်တယ်ဆိုလို့ရှိရင်ပရိညာယတဲ့ပိုင်းခြားပြီးတော့သိကျင်တယ်ဆိုလို့ရှိရင်ပရိခယာယတဲ့ကုန်ခန်းသွားကျင်တယ်ဆိုလို့ရှိရင်ပဟာနာယဖယ်ရှားပြစ်ကျင်တယ်ဆိုလို့ရှိရင်စတ္တာတော့တတိပဋ္ဌာန်တွေဘာဝိတ္တကတတိပဋ္ဌာန်တရား၄ပါးပွားများတယ်အတိလင်းကိုဟောတာနော်သဘောပေါက်တယ်ထင်ပါတယ်ဟုတ်လားဒါကြောင့်တတိတစ်ချက်ထားလိုက်တိုင်းတတိရဲ့စွန့်ရည်တတိကိုတရားဓမ္မတို့ဦးဇင်းတို့ကြည်ပြန့်နားလေရမယ်ဘလို့နားလေရမလို့မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဆိုတဲ့အဆုံးအမကိုလိုက်နာပြီးသားဖြစ်သွားတယ်ဆင်းရဲဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့အကုသိုလ်ကိုဖယ်ရှားတဲ့လုပ်ငန်းချမ်းသာဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့ကုသိုလ်တရားတွေကိုပြည့်စုံစေတဲ့လုပ်ငန်းစိတ်ကိုဖြူစင်တန်ရှင်းသွားစေတဲ့လုပ်ငန်းစိတ်ကိုလျှော့ဖို့ပေးမှတို့ကဟုတ်လားအဲ့ဒီလုပ်ငန်းကြီး၃ရပ်ကိုတပြိုင်တည်းဆောင်ရွက်တယ်ဒီသတိကဒီနေ့မှာစိတ်ကိုဖြူစင်အောင်တန်ရှင်းအောင်ထားရမယ်ဆိုတာဘာကြောင့်ထားရမယ်လို့မြတ်စွာဘုရားဆုံးမတာတော့ဒါလေးနည်းနည်းတော့ပြောခြင်းစိတ်ကဖြူစင်တန်ရှင်းမှုရှိလေအမှန်တရားကိုသိနိုင်မြင်နိုင်စွမ်းရှိလေပဲခုတကယ်မှတို့ဦးဇင်းတို့ရာဂဒေါသမောဟတို့ဖြင့်နော်ရောပြွန်းနေတဲ့ဒီစိတ်ကအမှန်တရားကိုမသိနိုင်ဘူးမိမိရဲ့စစ်မှန်တဲ့အကျိုးစီးပွားကိုမသိဘူးသူတစ်ပါးရဲ့အကျိုးစီးပွားကိုလည်းမှန်ကန်စွာမသိဘူးတတန်တရားလုံးကိုယ့်ရဲ့အကျိုးစီးပွားအစစ်အမှန်ဆိုတာဘာဆိုတာမသိခဲ့လို့ဒီကနေ့အထိအကျိုးမဲ့မှုတွေနဲ့ဘဝတန်တရားခီးကိုသွားနေကြတာဟုတ်တယ်မဟုတ်လားစိုးရိမ်မှုထိတ်လန့်မှုနဲ့သွားနေတာနော်ဘဝခီးကိုအစဉ်ပြေမှုချမ်းသာမှုလွတ်လပ်မှုငြိမ်းအေးမှုနဲ့သွားနေတာဟုတ်သလားမဟုတ်နော်စဉ်းစားကြည့်နော်စိုးရိမ်မှုလူတိုင်းမှာရှိဇီဝရေးပြေမပြေချမ်းသာရေးကောင်းမကောင်းစိုးရိမ်မှုနဲ့သွားနေတာဘဝခီးကို
ဒါပါလေဆိုတဲ့ကိုယ့်ရဲ့အကျိုးစီးပွားကိုမှန်မှန်ကန်ကန်မသိခဲ့ဘူးမမြင်ခဲ့ဘူးအခုလည်းပဲသိမြင်မှုအားနဲ့နေသေးတယ်ဆိုတဲ့သဘောတဘာဝကိုပြောတာဟုတ်လားအဲ့ဒါမြတ်စွာဘုရားကစိတ်ဖြူရှင်တန်ရှင်းမယ်ဆိုရင်ကိုယ့်ရဲ့အကျိုးစီးပွားကိုလည်းမြင်မယ်သူတော်ရဲ့အကျိုးစီးပွားကိုလည်းမြင်မယ်နောက်ဆုံးဥတ္တရိမနုဿဓမ္မတဲ့လူတို့တဲ့မြင့်မြတ်တဲ့နော်တရားသူတရားမြတ်ကိုလည်းပဲသိလိမ့်မယ်မြင်လိမ့်မယ်လို့ဟောတယ်အဲ့ဒါဦးဇင်းတို့ခဏခဏပြောနေကြပဲယောဂီတို့လည်းပဲနော်မကြာခဏနာယူပြီးသားဖြစ်မလို့ထင်ပါတယ်ရေကကြည်လင်တန့်ရှင်းနေတယ်ဆိုရင်အဲ့ဒီရေထဲမှာဘာတွေရှိတယ်ဆိုတာကိုကောင်းကောင်းမြင်လို့ရတယ်ဟုတ်တယ်တချို့ရေတွေကအလွန်ကြီးနေတယ်ဆိုရင်ရေထဲမှာဘာတွေရှိနေတယ်ဆိုတာမြင်နေရတယ်ရောက်သွားလေးတွေခယူလေးတွေအိုချမ်းပဲလေးတွေကြောက်စရိတ်ခဲလေးချို့စုံငါးလေးတွေသွားနေတာတော့မြင်ရတယ်ဘာဖြစ်လို့ဆိုရေကကြီးနေလို့အဲ့လိုပဲစိတ်ကကြည်လင်တန့်ရှင်းနေတယ်ဖြူရှင်းနေတယ်ဆိုလို့ရှိရင်အထထံပိယထာဘုဒ္ဓံဇာနာတိပရထံပိယထာဘုဒ္ဓံဇာနာတိစစ်မှန်တဲ့ကိုကျိုးစီးပွားကိုမြင်လိမ့်မယ်စစ်မှန်တဲ့တရားရဲ့အကျိုးစီးပွားကိုလည်းဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမြင်လိမ့်မယ်ဥတ္တရိမနုဿဓမ္မအလမရိယညာဏတတနံနော်အလွန်မြင့်မြတ်တဲ့သူတော်ကောင်းတရားတို့တရားမြတ်ကိုလည်းသိလိမ့်မယ်မြင်လိမ့်မယ်လို့အဲ့လိုမြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်တရားတို့တရားမြတ်ကိုသိသိမြင်စေတဲ့ပြောရရင်နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုတောင်မြင်သွားစေမဲ့စိတ်ရဲ့ဖြူစင်ခြင်းရဲ့စွမ်းရည်ပေါ့နော်အဲ့ဒီစိတ်ဖြူစင်တန်ရှင်းဖို့အတွက်လည်းပဲဦးဇင်းတို့ဘာလုပ်ကြရမလို့သတိပဋ္ဌာန်တရားကိုပဲပွားများကြရမယ်ဒါကြောင့်သတိပဋ္ဌာန်တရားဘယ်လိုပွားများရမလဲဆိုတာကိုမပြောသေးခင်မှာနော်အကျိုးကျေးဇူးအနေနဲ့စဉ်းစားတရားကောင်းလို့ဒါကိုဦးဇင်းတို့ပြောပါတယ်အဲ့တော့ယောဂီတို့ကသာသနာတွင်မှာလူဖြစ်လာကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့ဒေသနာတော်တွေကိုအမိပြုပြီးတော့ရည်ရွယ်ချက်တွေလည်းပဲမှန်မှန်ကန်ကန်ထားနိုင်ကြတဲ့ပုဂ္ဂိုလ်တွေလို့ဦးဇင်းကယုံကြည်ပါတယ်ဟုတ်လားအဲ့ဒီယုံကြည်မှုတွေနဲ့ပဲအခုဒီကိုရောက်လာကြတာပဲလေနံပါတ်1မစင်ရဲလို့ကိုနံပါတ်2ချမ်းသာလို့တယ်နံပါတ်3စိတ်ဖြူစင်တန်ရှင်းပြီးတော့နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုမြင်ပြီးတော့ဒုက္ခအလုံးစုံငြိမ်းသွားခြင်းတယ်ဒီထိတော့သွားရမယ်နော်ဒီထိသွားရမယ်ဟုတ်လားအဲ့ဒီမြင်မာတဲ့ရည်ရွယ်ချက်ကိုအခုလုံးမိတ်အလုပ်ကပါတော့ဖြည့်ဆည်းပေးမယ်ဒါကိုနားလည်စီအဲ့လိုဆိုရင်ဒီပြောတော့သတိပဋ္ဌာန်တရားကိုဘယ်လိုပွားရမလို့အခုမှဒီကိုအသိရောက်လာကြတဲ့ယောဂီတွေလည်းရှိတာပဲနော်အဲ့တော့သတိပဋ္ဌာန်တရားပွားတယ်ဆိုတာကိုယ်ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့ယုံ nant သဘာဝတရားတွေကိုဖြစ်နေတဲ့အတိုင်းလေးအတိအမှတ်ပြုပြီးတော့နေတဲ့အလေးအကျင့်ကိုဒါသတိပဋ္ဌာန်ဘာဝနာအကျင့်လို့ပြောတာတေချာနားထောင်နော်ဒီဥစ္စာတရားနဲ့ပတ်သက်ပြီးတော့တချို့ကအလွန်အမင်းကြီးခက်ခဲလိမ့်မယ်လို့ပို့ပြီးတော့ထင်ထားကြတာလည်းရှိတယ်တရားထင်လောက်ကြီးမခက်တယ်လို့ထင်လောက်ကြီးတော့လည်းမလွယ်ဘူးမှန်မှန်ကန်ကန်တော့နားလည်ဖို့လိုမယ်ဟုတ်လားတရားအထုတ်တယ်ဆိုတာလူရင်းလေးရည်ရွယ်ချက်လေးရှိဖို့လိုတယ်အဲ့ဒါဘာလဲဆိုတော့အမှန်တရားကိုသိဖို့နော်ဘာရဲ့အမှန်တရားကိုသိဖို့လဲလို့မင်းဒီခန္ဓာရဲ့အမှန်တရားကိုသိဖို့ဒီကာရမတို့ဦးဇင်းတို့ရဲ့ဒီခန္ဓာဒီဘဝဒီသဘာဝတွေရဲ့ဖြစ်စဉ်ဖြစ်တာဖြစ်နေတာကိုကသိအောင်လုပ်တဲ့အပိုင်းအလွန်အားနေတဲ့အတွက်ကြောင့်ဘာတွေဖြစ်နေလို့ဖြစ်နေမှမသိဘူးအကောင်လားအဆိုးလားမကွဲပြားဘူးအဖြူလားမဲလားမသေးကွဲဘူးသူကဖြစ်နေတာကတမျိုးကိုကထင်ညာလျှောက်ထင်နေတာဟုတ်လားဒါကြောင့်သတိပဋ္ဌာန်တရားပွားတယ်ဆိုတာကိုယ်ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ဖြစ်လာတဲ့သဘာဝတရားတွေကိုဖြစ်နေတဲ့အတိုင်းလေးအပိုးအလိုမလုပ်ဘဲနဲ့နှုတ်ပယ်ချက်ဖြစ်ဆွဲချက်တွေမပြုဘဲနဲ့ဘယ်လိုက်မှမရှိဘဲနဲ့ဖြစ်နေတဲ့အတိုင်းလေးတိယုံလေးပဲတိနေတဲ့အလေးအကျင့်ကိုပြုစုပြောထောင်ရမယ်တခုခုဖြစ်ဖို့ဦးဇင်းတို့ဖန်တီးနေကြတာမဟုတ်ဘူးဖြစ်နေတာကိုသိဖို့အတွက်ကြိုးစားနေကြတာဒါကိုရှင်းရှင်းလင်းလင်းနားလည်စေခြင်းနဲ့ဟုတ်လားတခုခုဖြစ်ဖို့ဦးဇင်းတို့ဖန်တီးနေတာမဟုတ်ဘူးနော်တခုခုဖြစ်ချင်နေရင်အဲ့ဒါလောဘသဘောတက်ရောက်ပြီးတော့မဖြစ်တဲ့အခါမှာအလွန်ပင်ပန်းရလိမ့်မယ်ဖြစ်နေတဲ့ဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတာတွေကိုမဖြစ်အောင်ဦးဇင်းတို့တားဆီးပိတ်ပင်ဖို့ကြိုးစားနေကြတာလည်းမဟုတ်ဘူးဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းသိနေဖို့ကြိုးစားကြမှာဟုတ်လားဒါကြောင့်ဦးဇင်းတို့ခဏခဏပြောဥပါတယ်ယောဂီတို့လည်းနားထဲမှာယဉ်နေပြီးသားစကားလုံးတစ်ခုရှိတယ်သတိပဋ္ဌာန်တရားပွားများတဲ့နေရာမှာဖြစ်အောင်လည်းမလုပ်ရဘူးဖြစ်အောင်လည်းမလုပ်ရဘူးဖြစ်တာပြက်တာကိုပဲသိအောင်လုပ်ရဖြစ်အောင်လုပ်လို့ရှိရင်လောဘသဘောရောက်သွားတယ်ဖြစ်အောင်လုပ်ရင်ဒေါသသဘောရောက်သွားတယ်ဖြစ်တာပြက်တာမသိရင်မောဟသဘောရောက်သွားတယ်ဟောနော်ဒါကြောင့်ဖြစ်နေတာကိုဘေးကနေပြီးတော့လွတ်လွတ်ကင်းကင်းနားလည်မှုကိုရှေ့ရှုပြီးတော့သိအောင်ကြိုးစားတာဟုတ်လား
အဲ့လိုသိအောင်ကြိုးစားတဲ့နေရာမှာဖြစ်နေတာလေးကိုသိနေလိုက်ဖို့ပဲအဲ့လိုပြောတော့လွယ်လွန်းလို့တရားမှာဟုတ်ရဲ့လားလို့ထင်မှလဲစိုးရတယ်နော်တရားမှာခက်တဲ့အပိုင်းကဖြစ်နေတာလေးကိုသိဖို့ဆိုတာလေးကလွယ်တယ်ဘယ်နေရာကခက်တာလဲဆိုတော့ဆွဲသွဲမြင့်မြင့်ဒါကိုထပ်ခါဒီအတိလေးနဲ့နေဖို့ကြတော့အလုံးကိုခက်တယ်ဆိုကြပါစို့အခုဝင်လေထွက်လေလေးကိုဝင်တာကိုဝင်မှန်းသိဖို့ထွက်တာကိုထွက်မှန်းသိဖို့ဘာခက်တယ်လဲကြည့်လိုက်လေဝင်သွားတယ်ကြည့်လိုက်တဲ့အချိန်မှာမသိဘူးလားသိတယ်ထွက်သွားပြီဆိုရင်လည်းအာယုံဆိုင်လိုက်တယ်ထွက်သွားတယ်လို့မသိဘူးလားဝင်တာထွက်တာကိုဝင်မှန်းထွက်မှန်းသိဖို့အတွက်ဦးဇင်းတို့အခက်အခဲရှိသလားမရှိဘူးပေါ့ပါလေးပဲတလေးပဲဟုတ်လားအဲ့မှာခက်တဲ့အပိုင်းကိုပြောမယ်နော်ခက်တဲ့အပိုင်းကဘာလဲအဲ့ဒါထပ်သိနေဖို့ကြတော့ခက်ပြီလေဟုတ်တယ်မဟုတ်လားဦးဇင်းတစ်ခုလောက်ပြောမယ်နော်1မိနစ်အတွင်းမှာဝင်လေထွက်လေကိုတစ်ချိန်သိ1မိနစ်ဆိုတာဂျာကြီးနော်အဲ့ဒါလွယ်လားခက်လားလွယ်တာပေါ့နော်1မိနစ်မှာတစ်ချိန်လောက်သိရမယ်မိနစ်တိုင်းသိရမယ်ဆိုရင်လွယ်အောင်မလားဟာအဲ့ဒါကိုပြောတာနော်မိနစ်ပိုင်းသိရမယ်ဘယ်မိနစ်မှမလစ်စေရအောင်အဲ့ဒါထက်ပိုပြီးတော့စက္ကန့်တိုင်းမှာအသိရှိရမယ်ဆိုရင်ကြတော့ဘာဖြစ်သွားမလို့ပိုခက်သွားပြီနော်ဟုတ်လားဒါကြောင့်မို့လို့အင်းတိုင်းအားတိုက်ကြီးအများကြီးအားတွေစိုက်ပြီးတော့အလုပ်လုပ်ရမယ်အလုပ်မျိုးမဟုတ်သူကဇွဲကောင်းဖို့ပဲဒီပေါ့ပါလွယ်ကူအလုပ်လေးကိုပဲမပြတ်အောင်မလုပ်မှာတော့စူးစမ်းနေရမှာဆွဲမြဲတဲ့သဘောကပို့ပြီးတော့လိုအပ်တာသဘောပေါက်ရဲ့လားချွေးတစ်လုံးနဲ့အလွန်မင်းကြီးအားစိုက်နေဖို့ပြောတာမဟုတ်ဘူးနော်ဟုတ်လားဒါပေမဲ့ဒါကိုဦးဇင်းတို့ဘာလုပ်ရမှာတော့ထပ်ခါတတိမလွတ်အောင်မမေ့နဲ့ဆိုတာအဲ့ဒါကိုပြောဘယ်အချိန်မှမမေ့နဲ့ဆိုတာအဲ့ဒါကိုပြောတာဟုတ်လားဦးဇင်းတွေးမိသလောက်မြင်မိသလောက်ကိုပြောမယ်ဒါကဓမ္မတော်ရောဦးဇင်းတို့ရောတော့တရားရဲ့အရာသာကိုထူးထူးကဲကဲမသိကြသေးဘူးမမြင်ကြသေးဘူးတရားဘာဝနာပတ်သက်ပြီးတော့ပေါင်းမြောက်မှုအောင်မြင်မှုမရှိကြသေးဘူးဆိုတာအဓိကအဲ့ဒီလိုအပ်ချက်ကိုမဖြည့်ဆည်းနိုင်လို့အဲ့ဒီလိုအပ်ချက်ဆိုတာဘာပြောတာတော့ဆွဲမြဲမရှိလို့လှုပ်တဲ့ခါလှုပ်တယ်မလှုပ်တဲ့ခါပြစ်ထားတယ်ဟုတ်လားပြစ်ထားတာနဲ့လှုပ်တဲ့ခါနဲ့တွက်ကြည့်လိုက်မှဆိုရင်ဘယ်ဟာများပြီးတော့တရားအထုတ်တယ်ဆိုတာကမိဖို့ယောက်ျားများနဲ့ဥမာပေးတာရှိတယ်ရှင်းတော့ကမိတော့တစ်ခုမိရအောင်ဘာလို့ရတော့မာကြောတဲ့အသားတွေပုတ်ကြရတယ်ဟုတ်လားပုတ်ကြည်ဆိုတာရှိတယ်ပုတ်ဆုံဆိုတာရှိတယ်ထဲထဲမှာဦးဇင်းတို့နူးညင်းတဲ့ဝါးလေးတွေကိုဝါ6ကိုဓာလေးနဲ့ချစ်ပြီးတော့အဲ့ဒီဂွန်းလေးလိုနှုတ်အောင်ပေါ့နော်ချွတ်လဲဂွန်းပေါ့ထည့်ပြီးတော့ဒလက်လိုဟာမျိုးနဲ့အလွန်မာကြောတဲ့အသားတစ်ခုလှည့်အလွန်ပြင်းထန်တဲ့ပုတ်အားနဲ့ပုတ်ပြီးရင်မှတော့ပူလုံးပြီးတော့မိထဆွဲတယ်ဟုတ်လားအဲ့ဒါမနာမနေလုံးမှာမိပုတ်တဲ့ယောက်ျားဟာမိထွက်မှပဲသူကနားလို့ရမိမထွက်ခင်နားလို့ရှိရင်အပူရှင်ကမဖြစ်တော့ရောသွားရောပုတ်လိုက်တယ်မိတော့ခါနီးမှဟာနားလိုက်ပြန်ပြီနောက်တစ်ခါကျတော့ဘာလို့စပြန်ပြီတစ်ခါလှုပ်သွားတယ်ဟုတ်လားဒါကြောင့်မို့လို့တရားဘာဝနာအားထုတ်တယ်ဆိုတာတိနေဖို့နော်တိဖို့ဆိုတာကမခဲရင်မဘူးဆက်ပြီးတော့တိဖို့ကြတော့အများကြီးကြိုးစားမယ်ပိုင်းရှိလာတယ်ဒါကိုပြောတာဟုတ်လားဒါဆက်ပြီးတော့ဦးဇင်းတို့ပြောလက်စစကားကိုဆက်ကောက်မယ်နော်တရားဘာဝနာအားထုတ်တယ်ဆိုတာဒီခန္ဓာရဲ့အကြောင်းကိုအမှန်ကန်သိအောင်ကြိုးစားတာဒီခန္ဓာမှာဘာပဲဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းသိဖို့ကြိုးစားတာအဲ့တော့မြတ်စွာဘုရားဟောပြတဲ့အတိုင်းအစဉ်အတိုင်းလေးဦးဇင်းတို့သွားကြည့်မယ်စိတ်ဝင်စားတဲ့အကောင်းနဲ့မြတ်စွာဘုရားဟောတတ်တယ်ဆိုတာနော်စနစ်တကျအစီအစဉ်တကျဟောတာပောက်ကရဂျုံမိဂျုံကရှောက်ပြောတာမဟုတ်ဘူးတေချာစီစစ်ကြည့်တော့မှအလွန်စနစ်ကြပါလားဆိုတာကိုတွေ့ရတယ်သတိပဋ္ဌာန်တရား၄ပါးမှာကာယ ानु ပဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်စိတ်ဓာ ानु ပဒနာသတိပဋ္ဌာန်ဓမ္မ ानु ပဒနာသတိပဋ္ဌာန်၄မျိုးဟုတ်လားအဲ့ဒီအစီအစဉ်လေးကိုကစအဓိပ္ပာယ်ကအများကြီးရှိနေတယ်ဒါဦးဇင်းတို့တွေးမိတာကိုပြောတာနော်လွယ်ကူရာကနေစတယ်ထင်ရှားရာကနေစတယ်ဟုတ်လားစိတ်ကိုသိဖို့တဲ့ဝေဒနာကိုသိဖို့ကပို့ပြီးတော့ရေဘူးရာသဘောအဖြစ်ပြောရင်လွယ်ကူတယ်ဝေဒနာခံစားချက်တွေကိုသိဖို့တဲ့ဒီရုပ်ပိုင်းဆိုင်ရာပူမှုအေးမှုမာမှုပြောမှုတောက်မှုတင်းမှုဒီဟာတွေကိုသိဖို့ကပို့ပြီးတော့လွယ်ကူတယ်ထင်ရှားတယ်ဟုတ်လားဒါကြောင့်အစကနဦးမြတ်စွာဘုရားဘာကိုအရင်ပွားများဖို့သင်ပေးတော့ကာယနော်ရုပ်ကာယရဲ့အကြောင်းကိုအရင်သိအောင်ကြိုးစားခိုင်းတာဟုတ်လားအဲ့ဒီရုပ်ကာယရဲ့အကြောင်းကိုသိအောင်ကြိုးစားခိုင်းတဲ့နေရာမှာလည်းပဲရုပ်ကာယနဲ့ပတ်သက်ပြီးတော့14ပိုင်းမြတ်စွာဘုရားပိုင်းခြားပြီးတော့ဟောတာအဲ့ဒီ14ပိုင်းထဲမှာနံပါတ်1ကဘာလဲဆိုအာနာပါနဟော
ဟုတ်တယ်တခါတလေစိတ်တွေကိုဘယ်မှမရောက်စီပဲနဲ့ဘာမှမလုပ်တွေးတော့ဘူးကွာဘာမှလည်းမပြောဘူးဘာမှမလုပ်တော့ငြိမ်ငြိမ်လေးဒီတိုင်းနေမယ်ကွာငါခဏကိုကြီးဘာဖြစ်နေလဲလို့ကျန်တဲ့အလုပ်တွေအကုန်လုံးကိုရက်ပြီးတော့ကြည့်ကြည့်လိုက်နော်ခန္ဓာကိုယ်ကြီးကဝင်လေထွက်လေနဲ့လှုပ်နေတာသူ့အလိုလိုထင်ရှားလာလိမ့်မယ်ဟုတ်လားရှင်သန်ဖို့အတွက်ခန္ဓာကိုယ်ကြီးကဘာတော့အနာမရှိအားမရှိသူလှုပ်နေရတဲ့ရုန်းကန်နေရတဲ့အလုပ်ကြီးတစ်ခုနော်တစ်ချိန်ကလေးမှမရက်ဘူးနော်ဝင်နေထွက်တယ်ပြီးရင်လည်းဝင်နေထွက်တယ်မပြင်းမရိပြင်းလို့လည်းမရဘူးနော်သူစားဟုတ်လားဒီဝင်လေထွက်လေကိုဦးဇင်းတို့ခန္ဓာမှာသူ့သူဖြစ်နေတာဒါကခန္ဓာကိုယ်ကြီးကသူ့ရှင်သန်ရေးအတွက်သူ့သူယုံကန်နေတာဓမ္မတဘာဝသူများလှုပ်ထားတာလည်းမဟုတ်ငါလှုပ်ထားတာလည်းမဟုတ်ဘယ်သူလှုပ်ထားတာမှမဟုတ်သူ့သူအကြောင်းကျိုးဆက်ဆက်ပြီးတော့ရက်ဖြစ်နေတာသူ့သူဖြစ်နေတာလို့အရင်နားလည်ဖို့လိုတယ်နော်ငါဟာလို့မထင်နဲ့သူ့ဟာလို့လည်းမထင်နဲ့ငါဝင်အောင်ထွက်အောင်လုပ်နေတာလည်းမဟုတ်ဘူးညာသွားဖြင့်သူ့သူဝင်နေတာထွက်နေတာတော့ဦးဇင်းတို့ဝင်မထွက်မတော့မသိဘဲနဲ့နေတဲ့အချိန်ကများပါတယ်ကိုလှုပ်ထားတာမဟုတ်ဘူးဆိုတာအလွန်မှသေးကြတယ်ဟုတ်လားအဲ့ဒါကိုဦးဇင်းတို့ကဘေးကနေလွတ်လွတ်ကင်းကင်းတိလို့တဲ့စိတ်ကိုရှေ့တန်းတင်ပြီးတော့သတိလေးထားပြီးတော့သိနေရမယ်သတိလေးထားရတယ်ဆိုတာအဲ့ဒါလေးကိုဖြစ်နေတဲ့တိုင်းလေးသိနေတာကိုပြောတာလေးဝင်သွားတယ်လို့ပဲသိနေလိုက်တယ်တက်တာလေးပဲနော်လေးထွက်သွားတယ်လို့ပဲသိနေတယ်ဝင်လေထွက်လေကိုဘာကိုကြည့်ပြီးတော့ဦးဇင်းတို့ဝင်မှန်းထွက်မှန်းသိရတယ်လေဒီချာစဉ်းစားနော်နာသီပြားမှာဝင်လေလေးဝင်တော့ထိသွားတယ်ထွက်လေလေးထွက်တော့ထိသွားတယ်အဲ့ဒီထိတာလေးကိုကြည့်ပြီးတော့လေဝင်လေထွက်လေဝင်သွားတယ်ထွက်သွားတယ်ဆိုတာမသိနိုင်ဘူးလားသိနိုင်တယ်ဝင်လေကြီးဝင်သွားတဲ့အခါမှာခန္ဓာကိုယ်လှုပ်ပြီးတော့ဝမ်းမိုက်ကြီးပေါင်းကားပြီးတော့တင်းသွားတာကိုကြည်ချင်းအဖြစ်လေဝင်သွားတယ်ဆိုတာကိုသိနိုင်တယ်ထွက်လေထွက်သွားပြီဆိုရင်လည်းပဲဝမ်းမိုက်ဟာရော့ကျပြီးတော့ဟုတ်လားပိန်ကျပြီးတော့ရော့သွားတယ်ဆိုတဲ့ခံစားချက်နဲ့လေလေထွက်သွားတယ်ဆိုတာကိုသိနိုင်တယ်တခြားသောခံစားချက်အတွေ့အကြုံနဲ့လည်းပဲဒီဝင်လေထွက်လေဝင်ထွက်နေတာကိုအရင်တို့သိလို့ရသေးတာပဲသဘောပေါက်လားမသိဘူးစဉ်းစားကြည့်နီးမျိုးစုံနဲ့ဝင်လေထွက်လေဝင်လေထွက်လေတယ်ဆိုတာဦးဇင်းတို့သိလို့ရတယ်နော်ဟုတ်လားအဲ့ဒါကိုဝင်လေထွက်လေကိုဝင်လေထွက်နေမှဘာလို့မလို့သိရမယ်လို့မြတ်စွာဘုရားအဲ့ဒါသတိပဋ္ဌာန်သုတ်တံမှာအဲ့ဒါကိုရင်စားခိုင်းတယ်ကိုယ်ခန္ဓာအကြောင်းကိုသိအောင်ဒါကြိုးစားတာဒါဖြစ်နေတာအမှန်တရားကြီးပဲအဲ့ဒါပေါ်မှာသိနေအဲ့ဒါသတိဖြစ်နေပြီနော်ဒီသတိကိုဆက်မပြတ်ဖြစ်အောင်လုပ်နေတာဘာလို့ဝရိယအဲ့လိုသိရင်းနဲ့ဒီသဘာဝတရားကိုတဖြည်းဖြည်းနဲ့နားလည်လာရင်ဘာပါလာတော့ပညာပါလာတယ်တတိယဝရိယရဲ့ပညာရဲ့ဒီလိုသွားတယ်ဟုတ်လားအဲ့ဒီတတိတစ်ချက်ထားလိုက်တိုင်းခုနကအလွန်မြင့်မြတ်တဲ့လုပ်ငန်းကြီး၃ရပ်ကိုဆောင်ရွက်ပြီးသားဖြစ်သွားတယ်ဆိုတာကိုနားလည်စေခြင်းအဲ့ဒီလုပ်ငန်းကြီး၃ရပ်ကပဲတရားဓမ္မတို့အစဉ်ရဲ့မွန်မြတ်တဲ့ရည်ရွယ်ချက်တွေကိုဖြည့်ဆည်းပေးပါမစင်ရဲလို့ကိုချမ်းသာလို့တဲ့စိတ်ကိုဖြူစင်သေးခြင်းပဲမစင်ရဲခြင်းမှုဆိုရင်ပါလေအကုသိုလ်မဖြစ်အောင်လုပ်ရမယ်ချမ်းသာခြင်းနဲ့ဆိုရင်ကုသိုလ်ဖြစ်အောင်လုပ်ရမယ်နိဗ္ဗာန်ကိုမြင်ခြင်းနဲ့ဆိုရင်စိတ်ကိုဖြူအောင်ကြိုးစားရမယ်ဟုတ်လားအဲ့ဒီမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဆိုတဲ့လုပ်ငန်းကြီး၃ရပ်တည်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကတစ်ခုဖြစ်တဲ့ဒီဝင်လေထွက်လေကိုအာယုံစိုက်နေတဲ့အချိန်တိုင်းသိနေတဲ့အချိန်တိုင်းမှာဆောင်ရွက်ပြီးသားဖြစ်သွားတယ်ဒီနေရာမှာတတိကဘလို့အလုပ်တွေလုပ်သွားတယ်ဆိုတာကိုဦးဇင်းတို့ရဲ့တာမန်ဉာဏ်နဲ့ယောဂီတို့ရဲ့တာမန်ဉာဏ်နဲ့ခရီးစီတွင်းကြအသေးစိတ်သိဖို့ဆိုတာတော့မလွယ်သေးဘူးဟုတ်လားဦးဇင်းတို့ခေါင်းကိုက်လို့ပါရာစီတမောတောက်တယ်ဆိုကြပါစို့အဲ့ဒီပါရာစီမောဆေးကဒီခေါင်းကိုက်တဲ့ဝေဒနာကိုဘလို့တွေဖြောက်နေတယ်ထဲထဲမှာဘလို့တွေအလုပ်လုပ်နေတယ်ဆိုတာဦးဇင်းတို့သိနိုင်သလားဒါကသုတေသနပညာရှင်တွေရဲ့လုပ်ပါနော်ကိုကတော့ခေါင်းကိုက်ရင်ဆေးတောက်မယ်ဆေးပိုက်ထဲရောက်သွားတယ်သူ့ဓာတ်ပြုတ်သူ့လုပ်ပြီးတော့သူယောဂသူ့ဖယ်လိုက်နေတယ်ပေါ့ကိုတော့တက်တာချင်းဆိုတဲ့အကျိုးရလဒ်ကိုရကျင်တာပဲလေဟုတ်လားဒါကြောင့်ယောဂီတို့တတိထားတိုင်းတတိဟာဒီလိုစွန့်ရည်တတိနဲ့ဒီလိုအလုပ်တွေကိုလုပ်နေပါတယ်ဆိုတာကိုဘုရားရှင်ကိုရမြတ်ကြီးဟောထားတဲ့ဒေသနာနဲ့အညီဒါဦးချင်းတို့ပြောနေတာပဲဟုတ်တယ်မဟုတ်လားဒါဝင်လေထွက်လေကိုအာယုံပြုနေတတိလေးထားနေဝင်မှန်းထွက်မှန်းသိနေဟုတ်လားကိုတကယ်ကျွမ်းကျင်ပဲဆိုရင်ထိုင်းနေမှသိလို့ရတာတော့မဟုတ်ဘူးသွားရင်နဲ့ရရင်နဲ့လျောင်းဆက်ရင်နဲ့ဝင်လေထွက်လေကမဝင်မထွက်တဲ့ချိန်ရှိမှမရှိပဲလေနိုးချားနေတဲ့အချိန်တိုင်းမှာကိုသိနေမယ်ဆိုရင်သိလို့မရဘူးလားဒါကြောင့်တချို့လည်းပဲဒီဝင်လေထွက်လေကမ္မထန်တစ်မျိုးတည်းနဲ့ပဲရဟန်းကိစ္စပြီးသွားကြတာတွေအများကြီးရှိတာပဲလေစွန့်လွန်ဆရာတော်ကြီးဆိုတာလူတိုင်းကြားဘူးတာပေါ့နော်
စာတောင်တက်တာမဟုတ်ဒီဝင်လေထွက်လေကိုဝင်ထွက်နေတာကိုသိလို့ရှင်ဒီထိတာလေးကိုသိနေကုသိုလ်ရတယ်ဆိုတဲ့ဒီစိတ်ကလေးနဲ့ဒီအတိလေးလောက်နဲ့ဒီဇိုင်းမမတ်လှုပ်သွားတဲ့အခါကျတော့အာထုတ်တဲ့ရက်ကနေတလတိတိကြားတဲ့အချိန်မှာအဲ့ဒါသောတပတိမဉ္ဇဉ်ဘုံညာကိုရတယ်သူ့ရဲ့ထုတ်ပတ်တွေကိုဖတ်ကြည့်လိုက်စာတောင်တက်တာမဟုတ်ဟုတ်လားဒါကြောင့်ဦးဇင်းကတခါလေးတွေးကြည့်တယ်။အော်နီလန်းနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့ကြည်ကြည်ပြန့်ပြန့်ကြီးနားလည်ထားရင်တော့ကောင်းတာပေါ့နော်။ဒါပေမဲ့တကယ်လိုးနေတာကပါလေနားလည်ထားတဲ့နားလည်မှုကိုစွဲစွဲမြဲမြဲလုံးနိုင်ဖို့ဟုတ်လား။ဒါအာနာပါနကိုပြောတယ်နော်။အာနာပါနပြီးတော့မြတ်စွာဘုရားအစဉ်တိုင်းပါဟောတော့ဣရိယာပဋ္ဌာဟောဝင်လေထွက်လေကအခြေခံအကြဆုံးဒီခန္ဓာရဲ့နော်ထင်ရှားတဲ့ဖြစ်စဉ်ကြီးတစ်ခုအဲ့ဒါပြီးရင်ပါလာမလို့သွားရထိုင်လျောင်းဣရိယာပုကြီး၄ပါဟုတ်လားဘဝမှာမသိမချင်းဒီဣရိယာပုကြီး၄မျိုးတစ်မျိုးမဟုတ်တစ်မျိုးနဲ့ဦးဇင်းတို့ဘာလုပ်နေတော့ရှင်သန်နေတယ်ဟုတ်လားထိုင်နေရင်ထိုင်နေတယ်လို့သိရတယ်ထိုင်နေတယ်လို့သိတာမဟုတ်ဘူးလေတရားဘာဝနာလုပ်ငန်းရဲ့ထူးခြားချက်ကိုတရားဘာဝနာမလုပ်တဲ့အချိန်မှာဖြစ်နေတဲ့အနေအထားနဲ့ရှင်းပြီးတော့ကြည့်မှပို့ပြီးတော့တချို့ဟာကထင်ရှားတယ်သွားနေရင်သွားမှန်းသိတာပေါ့သွားမှန်းမသိပဲဖြစ်ပါမလို့မထင်နဲ့သွားနေတာပေါ့သိတဲ့အတိလေးတကယ်နဲနဲလေးအတွေးတွေနဲ့ပဲသွားနေတာဟုတ်လားလူကတံပပေးထားတဲ့စိတ်ယုတ်တေးကိုလို့သွားတယ်ရှိတာသွားရဆိုတော့သွားနေတာဒီထဲမှာစိတ်ကရှိကိုမရှိဘူးဟုတ်တယ်မဟုတ်လားထိုင်းနေလဲဒီတိုင်းပဲရက်နေလဲဒီတိုင်းပဲလျောင်းဆက်နေလဲဒီတိုင်းပဲအလွန်သက်သာတဲ့အနေအထားလေးနဲ့နေနေတာဒါဘာဖြစ်နေတယ်လဲလို့ကိုဦးဇင်းတို့မတွေးမိဘူးမသိမိဘူးကိုအတွေ့ကိုအာယုံနဲ့ကိုယ့်ကိုဒီလိုပဲအချိန်ကုန်သွားတာဒါကြောင့်မြတ်စွာဘုရားဒုတိယဒီခန္ဓာရဲ့ထင်ရှားတဲ့သဘာဝဣရိယာပုကြီး၄ပါးကိုဘယ်လိုခိုင်းတော့အတိခိုင်းတာဟုတ်လားဣရိယာပုကြီး၄ပါးပြီးတော့ပါလာမလို့တမ္ပဇင်ညဆိုတာအသေးစိတ်သဘာဝလေးတွေကိုရုပ်ပိုင်းဆိုင်ရာအသေးစိတ်သဘာဝလေးတွေကိုသိခိုင်းတာရှေ့တက်တယ်နောက်ဆုတ်တယ်တဲ့ကြည့်တယ်တစောင်းကြည့်တယ်ငုံတယ်မော့တယ်ကိုယ်တယ်ဆန့်တယ်အစာအာဟာရတွေကိုစားတော့ကြတာရှိတယ်အဝတ်စားတွေကိုဝတ်စားဆင်ရတာရှိတယ်ကျင်ကြီးကျင်ကဲစွန့်ကြတာရှိတယ်ပြောကြဆိုရတာရှိတယ်အိတ်ကြတာနိုးကြတာရှိတယ်ဟောအဲ့ဒီထဲမှာစိတ်ဝင်စားတဲ့ကောင်းတာတွေတခုကစကားပြောနေရင်လည်းစကားပြောနေတယ်လို့သိတယ်အဲ့ဒါထက်ပိုစိတ်ဝင်စားတဲ့ကောင်းတာတိတ်နေရင်လည်းတိတ်နေတယ်လို့သိတယ်ကဲတခါလေတိတ်ကလေးနေတယ်ကိုတိတ်ကလေးနေတယ်လို့မသိဘူးဘာတွေနဲ့စိတ်ထဲမှာစူပွက်နေတော့အတွေးတွေနဲ့စူပွက်နေတယ်နှုတ်ကသာတိတ်နေတာထဲကတကယ်ကိုမှဘလောင်စူနေတာမရှိဘူးလားကိုတိတ်လေးနေတာသိသလားမသိဘူးဟုတ်လားတိတ်နေတယ်ဆိုတာလေတခါလေမာနတွေနဲ့မပြောခြင်းလို့တင်းပြီးတော့တိတ်နေတာလည်းရှိတယ်ဒေါသတွေနဲ့မကြည်မနှက်နဲ့တိတ်နေတာလည်းရှိတယ်ဟုတ်လားကိုအတွေးတွေနဲ့လူချင်းမမမှုတွေလွှမ်းပြီးတော့မပြောတာသေးလို့တိတ်နေတာလည်းရှိတယ်တိတ်နေတာတွေကအမျိုးမျိုးပေါ့ဘလို့နီးနဲ့ပဲတိတ်နေတာလေးကိုလည်းတိတ်နေတယ်လို့သိလို့ပြောတယ်ဟုတ်လားအသေးစိတ်လေးကိုမြတ်စွာဘုရားသင်ပေးတာအဲ့ဒါပြီးတော့ဦးဇင်းတို့နောက်ထပ်ဆင်ခြင်တဲ့ဒီအဲ့ဒါကဘာလဲဆိုတော့ဒီဆံမေမွေးခြင်းခြေသီးလက်သီးအစရှိတဲ့32မျိုးသောကုဋ္ဌာသားတွေကိုစဉ်းစားဆင်ခြင်ခိုင်းတာစိတ်အေးလေအေးလေးရှိတဲ့အခါစဉ်းစားကြည့်ပေါ့နော်အယိုးကိုအမာခံနေရာမှာစိုက်ဆောက်ပြီးတော့အကျိုးမျိုးစုံနဲ့ဖွဲ့ရှက်ပြီးတော့အသားအသွေးနဲ့လိမ့်ကြံပြီးတော့အရည်သူရေပါးနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာအိမ်ကြီးတခုစီညံနဲ့ဖြက်ရက်ပြီးတော့ကြည့်ပေါ့နော်ခေါင်းထဲမှာအုံနောက်တွေရှိတယ်ရင်ကောင်းပိုင်းထဲမှာအစုံနဲ့နှလုံးရှိတယ်ဝမ်းပိုက်ပိုင်းထဲမှာဥတွေရှိမယ်အစာရည်ရှိမယ်ကိုယ်မမောစားတော့ဝါမျိုးချထားတဲ့အစာအာဟာရတွေရှိမယ်မကြက်တဲ့ချက်မပြောင်းတဲ့ပြောင်းအနေအထားမျိုးစုံနဲ့ခန္ဓာကိုယ်ထဲမှာအစာသစ်နဲ့အစာဟောင်းရဲ့ကြားထဲမှာအမျိုးမျိုးမရှိနိုင်ဘူးလားရှိနိုင်တယ်ဒါတကယ်တဘာဝတွေပဲဟုတ်လားအဲ့ဒါတွေကိုဘာလို့ရမှာတော့အဲ့ဒါတွေဖြစ်နေတယ်လို့ပဲသိကျတို့ကခက်တာအဲ့ဒါတွေဖြစ်နေတာအဲ့ဒါတွေဖြစ်နေတယ်လို့မသိဘူးအဲ့ဒါတွေကလွဲပြီးတော့တခြားဒီပြင်ပုဂ္ဂိုလ်တ attva ရှိနေသေးတယ်လို့စိတ်ကထင်နေတယ်ဟုတ်တယ်မဟုတ်လားဘသူလေးဘဝလေးအဲ့လိုထင်နေတာနော်တကယ်တမ်းကစားထားတဲ့အစာအာဟာရချင်းဘာကွဲပြားခြားနားမှုရှိတယ်လဲအခုပြောရရင်ယောဂီတို့ဒီနားမှာထိုင်နေတဲ့အကုန်လုံးအတူတူစားထားကြတာဟုတ်တယ်မဟုတ်လားပိုက်ထဲမှာဘာကွဲပြားခြားနားမှုရှိတယ်လဲအားမရှိဘူးမြင်အောင်ကြည့်ဖို့လိုတယ်တရားရှာကိုမှတွေ့ဆိုတာအဲ့ဒါကိုပြောတာနော်ရှာကြည့်ပေါ့ဟုတ်လားတဘာဝတရားကိုမြင်တဲ့အမြင်ကိုဒါတရားကိုသိတဲ့အသိလို့ပြောတာပဲဟုတ်လားတဘာဝတရားသူ့သူပါတော့ဖြစ်နေပြီးသားရှိနေပြီးသားအကြောင်းအားလျော်ဆိုတာဟုတ်လားဒါမြတ်စွာဘုရား၄ခုမြောက်စဉ်းစားဆင်ခြင်ရမယ်ဒီပฏิကူလမနတိကာရဒီဥမာလေးလဲကြားဘူးနေကြနော်အဝါနှစ်ဖက်ပိတ်ထားတဲ့အိတ်ကြီးတစ်လုံးဟုတ်လားကြားဘူးတယ်နော်
အဝနှစ်ဖက်ရှိတဲ့အိတ်ကြီးကိုတစ်ဖက်သောအဝကိုပိတ်ပြီးတော့ထဲထဲမှာစံတွေသဘာတွေပြောင်းနေနှမ်းတွေအပြည့်ထည့်ထားတယ်ပြီးတော့အပေါ်ကအပေါက်ကိုပြန်ပြီးတော့စုစည်းပြီးတော့ချီထားတယ်ပိတ်ထားလိုက်တယ်ဘိုးရကြီးတော့အိတ်ကြီးတစ်လုံးဘာအိတ်ကြီးမှမသိဘူးအဲ့ဒါကိုမျက်စိအမြင်ရှိတဲ့လူတယောက်ကအပေါ်ချီထားတဲ့ကျိုးကိုဖြီးပြီးတော့ထဲထဲကနော်အရာတွေကိုလက်နဲ့နှိုက်ပြီးတော့တည်တည်ချာချာကြည့်တယ်ဒါကစံပဲဒါကစဘာပဲဒါကပြောင်းပဲဒါကနှမ်းပဲအစားတုန်းကတော့ဘာအိတ်ကြီးလဲလို့ဆုံးဖြတ်ချက်မချနိုင်ဘူးနော်အိတ်အကောင်းကြီးလားအဆိုးကြီးလားအမျိုးမျိုးထင်ပါတော့ဒီအိတ်ကိုနာမည်အမျိုးမျိုးတက်ပြီးတော့ဒီအိတ်ကိုပဲအမျိုးမျိုးထင်းနေပဲရွှေအိတ်လားငွေအိတ်လားဘာအိတ်လဲညာအိတ်လဲသုံးချလို့ရမယ့်အိတ်လားအသုံးမကျမယ့်အိတ်လားမသိသေးဘူးနော်အဲ့ဒါကိုဦးဇင်းတို့သေချာဖြည့်ရည်ပြီးတော့ကြည့်တဲ့အခါကျတော့သေချာမသိရဘူးလားသိရတယ်ဟုတ်လားဒါဥပခေါ်တော့ပฏิကူလမနတိကာရနောက်၅ခုမြောက်ကြတော့ဓာတုမနတိကာရတဲ့စဉ်းစားခိုင်းတာဒါလည်းပဲဒီခန္ဓာမှာမာတဲ့သဘောပြော့တဲ့သဘောတွေဖြစ်နေတယ်အခုထိုင်ရင်းနဲ့ဘလို့ဖြစ်နေတော့ခန္ဓာချက်နဲ့ခန္ဓာချက်ကိုအခြေခံပြီးတော့မသိနိုင်ဘူးလားနော်ဖြာလေးကဖော့တက်ထားတဲ့ဖြာလေးပေါ်ထိုင်တော့နည်းနည်းလေး ECC ရှိမယ်ပေါ့နော်အဲ့ဒီဖြာမရဘူးကျမ်းပေါ်မှာကြောထိုင်ရမယ်ဆိုရင်တော့မာကြောတဲ့သဘောနောက်ပူတဲ့သဘောအေးတဲ့သဘောဖြစ်နေတယ်ဟုတ်လားလှုပ်တဲ့သဘောတွန်းတဲ့သဘောယိုရှိတဲ့သဘောဖွဲ့စည်းတဲ့သဘောနော်စိတ်ဖြင့်ဉာဏ်ဖြင့်သာနဲ့သိလို့ရတဲ့သဘာဝလေးတွေပထဝီဘောတေဇောဝါယောဓာတ်သဘာဝဒါကြတော့ဉာဏ်အခြေခံကောင်းမွန်တဲ့ပုဂ္ဂိုလ်တွေမှသာလေနားလည်အောင်ပြောရတာလွယ်တာပြင်ကဉာဏ်နည်းနည်းထိုင်းတဲ့လူတွေပြောရတာနည်းနည်းခက်တယ်စောစောက32ခုဓာတ်ကိုနားလည်အောင်ပြောဖို့ကတိတ်အခက်ခဲမရှိဘူးလို့ဒီနေ့မှာအကျဉ်းတစ်ခုပေးချင်တာကကိုနားလည်ပြီးသားအရာကိုဇောက်ချပြီးတော့လှုပ်လို့ရှိရင်ပိုးပြီးတော့ထွန်းပေါက်နိုင်လိမ့်မယ်ဆိုတာကိုလည်းပြောချင်တယ်နားမလဲတာကြီးကိုနားမလဲပဲနဲ့တချို့ပေးပြီးတော့နားလဲတယ်လို့နဲ့လှုပ်နေတာအဲ့ဒါတိတ်ခရီးမရောက်တာမျိုးဖြစ်တတ်တယ်ဟုတ်လားစဉ်းစားကြည့်နော်32ခုဓာတ်ကိုလည်းတရားတူတရားမြတ်ရနိုင်တယ်လို့ခေါ်တာနော်စဉ်းစားကြည့်ဟုတ်လားဒီခုဘာပြောတော့ဓာတုနော်ပရိယာဘောတေဇောဝါယောပုဂ္ဂိုလ်တ attva သဘောမပါတဲ့တက်တက်သဘာဝတရားတွေရဲ့အကြောင်းအားလျော်ဆိုတာဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့အစဉ်ပေါ့ဟုတ်လားဒါဦးဇင်းတို့နားလည်အောင်ဘာလို့မလို့ဆင်ញင်ရမယ်၅မျိုးရှိသွားပြီနော်နောက်ဦးဇင်းတို့9မျိုးပေါင်းပြီးတော့ဟောတာကြတော့ဘာတော့ခန္ဓာကိုယ်ပြည့်စည်ပြီးတဲ့နောက်မှာနောက်အသက်ဝိညာဉ်ကင်းပြီးတဲ့နောက်မှာဒီယုတ်ခန္ဓာအရှုကြီးရဲ့ဖောက်ပြန်ပြောင်းလဲမှုကကြောက်စရာကောင်းအောင်ကြမ်းတမ်းနဲ့ခက်ထန်တယ်စိတ်တောင်သိပ်ပြီးတော့မကူးရဲစရာပါစဉ်းစားကြည့်လေလူတယောက်သေးပြီးပြီဘာမှပြုပြင်မှုလည်းမလုပ်နဲ့ဆေးလည်းမထိုးနဲ့ရေခဲတိုက်လည်းမထဲနဲ့ခွဲရစိတ်ဓာတ်လည်းမလုပ်နဲ့ဒီတိုင်းသဘာဝတိုင်းပြစ်ထားလိုက်ဒါမှမဟုတ်နေ့တိုင်းသွားကြည့်ရမယ်ဆိုရင်ဘယ်လိုရနေတော့စဉ်းစားကြည့်ဟုတ်လားဘလို့မှကြည့်လို့ရှုလို့မကောင်းစိတ်ကူးကြည့်ခြင်းစရာတောင်မကောင်းပေါက်ပြန်ပြောင်းလဲမှုအနံ့ကလည်းဘလို့မှခံနိုင်မှာမဟုတ်ဘူးသူ့ရဲ့အနာဂတ်ပေါ့နော်အခုဦးဇင်းတို့တရားဓမ္မတို့မက်မောနေတဲ့ဒီခန္ဓာရဲ့အနာဂတ်ဟုတ်လားဒီတိုင်းဖြစ်မှာပဲလေအဲ့ဒါကိုမြတ်စွာဘုရားဧဝံဓမ္မောဧဝံဘာဝေဧဝံနတ္တိတောတိဒီသဘောရှိတယ်ဒီတိုင်းဖြစ်လိမ့်မယ်ဒါကိုမလွန်ဆန်နိုင်ဘူးလို့ဆင်ခြင်ရတယ်ဒါလည်းဘာလို့တာတော့တရားထုတ်တာပဲဒါရုပ်ပိုင်းဆိုင်ရာရုပ်အစုဝေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရား14မျိုးစနစ်တကျအသေးစိတ်ဟောတာဒါကိုကြိုက်တဲ့နည်းနဲ့ကြိုက်တယ်လို့အစီအစဉ်တကျသွားမယ်ဆိုရင်လည်းပေါ့လို့ရဒါကြောင့်ဘယ်လိုလေးအားထုတ်ရမယ်ဟိုလိုအားထုတ်ရမယ်ဒီလိုအားထုတ်ရမယ်လို့အများကြီးကန့်သက်ထားတာဦးဇင်းတို့မှာမရှိပါဘူးဘုရားဟောတရားဒေသနာနဲ့အညီအားထုတ်မယ်ဆိုကြိုက်တယ်လို့အားထုတ်လို့ရတယ်ဒီနည်းတွေရှိတယ်တော့သမင်းဆွဲပေါ်မှာဟင်းကွက်တွေချထားတယ်ကိုကြိုက်တာစားပေါ့အကုန်လုံးကစားကောင်းတဲ့အာဟာရကိုဖြစ်စေတဲ့အရာကြီးပဲတေးကြတယ်ဆိုရင်ဘာလို့စားပေါ့ဟုတ်လားအဲ့တော့မြတ်စွာဘုရားသတိပဋ္ဌာန်တရားဆိုတဲ့နော်သမင်းပွဲဟင်းပွဲကြီးကိုဘာလို့ပေးထားတော့ပြင်ဆင်ပေးထားတယ်ယောဂီတို့ကြိုက်တဲ့ရာကိုယူဆောင်ပြီးတော့စားလို့ရတာငါစားတာမှကောင်းတာသူတို့စားတာတွေကအလကားဟာတွေလို့ပြောရင်ဘာဖြစ်အောင်မလို့အလကားနေရင်လည်းအပြစ်ဖြစ်အောင်မယ်နော်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားဘာတွေဟောခဲ့တယ်ဆိုတော့သိဖို့မလိုဘူးလားအဲ့ဒါကိုသိဖို့အတွက်တရားနာကြရတာဟုတ်လားအလွန်နဲ့နေတဲ့တန်ဖိုးအလွန်ကြီးတဲ့အလုပ်ကိုလုပ်တဲ့နေရာမှာတော့သင်ယူခြင်းရဲ့အခန်းကဏ္ဍကိုလည်းပဲလေးလေးနက်နက်ထားစီခြင်းတယ်ဟုတ်လားသင်ယူခြင်းနေပေမကျေပြတ်တဲ့အခါကျတော့ကိုသိတာလေးကိုအမှန်ထင်ပြီးတော့ဘောင်းချင်းချင်းလေးနေပေချင်းချင်းလေးနဲ့ဟုတ်လားတော့အချီယာကွက်ထဲကရေကိုသမုဒ္ဒရာထင်နေတဲ့ဖားလိုမျိုးပေါ့နော်တချို့ကကိုသိတာလေးကိုကျေပြတ်လာပြီထင်နေတာကိုသိတာကိုကျေတယ်ထင်တာတော့လည်းပြဿနာမရှိသေးဘူးသူများသိတာတွေအလကားဟာတွေလိုများထင်ရင်အဲ့ဒါအလကားနေရင်လည်း
ကောင်းတာလုပ်မယ်ဆိုပြီးကမှမကောင်းတာတွေဖြစ်မှာစိုးရသေးတယ်ဟုတ်လားဒါရုပ်ပိုင်းဆိုင်ရာအကြောင်းတွေကိုပြောတာနော်ကာယပြီးတော့ဗလာတော့ဝေဒနာခံစားချက်ဟုတ်တယ်နော်စစရင်ဒီခန္ဓာကိုကြည့်လိုက်လို့ရှိရင်ရုပ်ပိုင်းဆိုင်ရာတွေကအရင်ထင်ရှားတာပဲဒါជីဝရသဘောလေးကိုပြောတာနော်ပူတာအေးတာညောင်းတာညာတာညောင်းတာညာတာဆိုတာအတွင်းထဲကတောင်းတာတင်းတာတွေကနေအခြေခံဖြစ်တာဟုတ်လားဒီတောင်းတယ်တင်းတယ်ဆိုရင်ဒါဘာသဘာဝတွေတော့ရုပ်သဘာဝတွေနော်ပူတာအေးတာရုပ်သဘာဝတွေပြီးတော့မှစိတ်ထဲမှာအဲ့ဒီရုပ်ရဲ့ဖောက်ပြန်မှုကိုစိတ်ကခံတာတာမခံတာတာဒါဝေဒနာသဘောဖြစ်သွားတယ်နော်ခံတာတယ်မခံတာဘူးဝေဒနာဆိုတာရုပ်လားနာလားနာတရားနော်ဟုတ်တယ်မဟုတ်လားရုပ်ပိုင်းဆင်ရာကိုသိပြီးတဲ့နောက်မှာနာမ်ပိုင်းဆင်ရာကိုစပြီးတော့သိနံတရားတွေထဲမှာအဲ့ဒီဝေဒနာအထင်ရှားဆုံးဒါကြောင့်မြတ်စွာဘုရားကာယ ानु ပဒနာသတိပဋ္ဌာန်ပြီးတော့ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်ကိုအစဉ်တိုင်းဟောတာအစဉ်တိုင်းလို့ကာယပြီးမှဝေဒနာကိုသွားရမယ်လို့ဒီလိုဆိုလိုတာမျိုးကြတော့လည်းမဟုတ်ပါဘူးနော်ကိုထင်ရှားရထင်ရှားရအောင်သွားဒါရေဘူးရသဘောလေးတွေကိုပြောတာဟုတ်လားပြီးရင်ဦးဇင်းတို့ဘာတွေထင်ရှားလာမလို့တွေးပြီဟိုတွေးဒီတွေးဟုတ်လားအတွေးတွေလာပြီနော်အတွေးရရောက်တော့မထင်ရှားသေးဘူးတော့တရားထိုင်လို့နည်းနည်းလေးခဏလေးလဲကြာပြီဆိုမှဒီလိုစိတ်တွေကမငြိမ်မှလားတဲ့အကြက်မှာအမှန်တော့အတွေးရကိုတည်းကတွေးနေတာပါကိုအဲ့ကြက်မှာတွေးမှတည်နေတာအဲ့ဒီအတွေးကိုလည်းပဲဦးဇင်းတို့တွေကအသုံးချတတ်ဖို့လိုတယ်။များသောအားဖြင့်ယောဂီတွေရဲ့များသူသဘောထားမှားယွင်းနေတာတွေရှိတယ်။အဲ့ဒါဘာလို့ဆိုအဲ့ဒီအတွေးတွေဝင်လာလို့ရှိရင်မကောင်းတော့ဘူးလို့ထင်နေတာ။အဲ့ဒီအတွေးကတကယ်တမ်းကဘာတော့နားလေအောင်လုပ်ရမယ်သတိထားရမယ်အာယုံတစ်ခုနော်။ရုပ်ကြီးပေါ်နေတာကိုကြတော့ဘယ်လိုပြောရမလို့ရုပ်ဖြစ်နေတာကြတော့ဒါရှုရမှာဟဲ့လို့သိတယ်။အတွေးတွေဖြစ်နေတာကိုလည်းပဲရုပ်လိုပဲသဘောထားလေရှုရမယ့်သဘာဝလိုပဲသဘောထားမှာဒါပေမဲ့သူဖြစ်လာပြီဆိုရင်တော့ဒီလိုအတွေးတွေကများလိုက်တာနော်အတွေးကိုပဲရန်သူတပွဲနော်အတွေးကိုပဲကြာရှုံးခြင်းလို့တချို့ထင်နေကြတာမရှိဘူးလားအမှန်အတွေးဖြစ်လာတာကြာရှုံးတာမဟုတ်အဲ့ဒီအတွေးဖြစ်တာကိုဖြစ်မှမသိလိုက်တာကကြာရှုံးသွားတာအဲ့ဒါပြောရရင်တရားထုတ်တယ်ဆိုတာဒီဖြစ်နေတဲ့သဘာဝတရားတွေရဲ့အပေါ်မှာသိတဲ့သဘောတွေခက်စိတ်စိတ်ဖြစ်အောင်ကြိုးစားရမှာဘာတွေဖြစ်နေတယ်ညာတွေဖြစ်နေတယ်ဆိုတာပြဿနာမဟုတ်ဘူးအဲ့ဒီဖြစ်နေတာကိုသိချင်းမသိချင်းကအဓိကပြဿနာပဲမသိရင်မဟုတ်ဘူးသိရင်ဟုတ်တယ်ဟုတ်လားဖြစ်တာကတော့သူ့အကြောင်းအားတယ်ဆိုတာဖြစ်နေမှာပဲအတ္တသဘာဝမဟုတ်တဲ့အတွက်ကြောင့်ကိုဖြစ်နေတာဖြစ်မှာဆိုတာမမျှော်မှန်းနဲ့သူ့အကြောင်းအားတယ်ဆိုတာသွားမှာနော်အတွေးတွေကိုအရင်တော့တစ်ချောင်းလုံးတွေးလာတယ်ဘာထိန်ချုပ်မှုမှမရှိဘူးအခုထိုင်ကကြမှာဒီအတွေးကိုမိရင်းနဲ့ငိမ့်နေသလိုဇက်ရက်ဆိုတော့ဖြစ်မလားရမှာတော့အဲ့လိုဖြစ်ချင်နေတဲ့ဆိုရင်လည်းပဲဒီစိတ်ဆန္ဒဟာတဘာဝကြလားမကြအောင်တဘာဝမကြတာကြီးဖြစ်ချင်နေရင်မဖြစ်တဲ့အခါဘာလို့ပင်ပန်းအောင်မယ်အဲ့တော့ဝေဒနာတွေဆိုတာလည်းဖြစ်လာမှာပဲဣတိယဘုတ်တစ်ခုလေးနဲ့ငြိမ်ငြိမ်လေးထိုင်နေရင်ဒါဖြစ်မှာပဲလေမလုံနဲ့ဖြစ်မှာပေါ့ဝေဒနာကဘယ်လိုလုပ်ပြီးတော့မဖြစ်ပဲနေမှာတော့ဟုတ်လားအဲ့တော့ဖြစ်တာမဖြစ်တာကအရေးမကြီးဘူးဖြစ်တာမဖြစ်တာကိုသိနေဖို့ကအရေးကြီးတာဟုတ်တယ်မဟုတ်လားမသိဘူးဆိုလို့ရှိရင်အဲ့ဒါမဟုတ်သိတယ်ဆိုရင်ဟုတ်တယ်ဟုတ်လားဒါပေမဲ့လူတွေကဘယ်လိုထင်နေတော့တွေးနေရင်မဟုတ်ဘူးမတွေးမှဟုတ်တာမတွေးတဲ့အချိန်ဆိုတာဘယ်ရှိမှာတော့သဘောပေါက်ရလားဗျဒါကြောင့်ပေးတဲ့ကောင်းသူတော်ကောင်းတို့ကာယထင်ရှားတာကိုအရင်မြတ်စွာဘုရားသင်ပေးတယ်ပြီးမှဝေဒနာပြီးတော့စိတ်အတွေးတွေဟုတ်လားပြီးမှဓမ္မသဘာဝအသေးစိတ်လေးတွေဒါလေးတွေကိုနားလည်အောင်အကျိုးသင်အကြောင်းသင်သွားတာနော်ဟုတ်လားဒါကြောင့်အကုန်လုံးအနှစ်ချုပ်ပြီးတော့ဦးဇင်းတို့တရားဘာဝနာလုပ်ငန်းစဉ်ရဲ့သဘာဝကိုပြောရမယ်ဆိုရင်ဖြစ်เสียအကြောင်းအားလျော်စွာဖြစ်နေတဲ့ယုံနံသဘာဝတရားတွေကိုဖြစ်နေတဲ့အတိုင်းလေးသိပြီးတော့နေဖို့ပဲဒါပဲเนาะတလုံးနဲ့ပြောရင်အဲ့ဒီတိုင်းပဲဖြစ်တိုင်းသိအောင်ကြိုးစားဖို့ဘာဝမှသိမယ်ညာဝမှသိမယ်လို့ကန့်သက်ချက်တွေမထားပါနဲ့ဖြစ်နေတာတွေအကုန်လုံးဟာသိစရာတွေကြီးပဲဖြစ်ပြီးရင်လည်းပဲကောင်းကောင်းဆိုးဆိုးရှိတော့တာမဟုတ်ဘူးနောက်ထပ်အသစ်ထပ်ပြီးတော့ဖြစ်နေတာပဲဒါကသုတ္တမယဉာဏ်နေနဲ့အရင်ကျွမ်းကျင်ထားဖို့လိုတယ်နော်ယုံနံသဘာဝတရားတွေရဲ့နော်ဖြစ်နေတဲ့လမ်းစဉ်လေးကဒီတိုင်းပဲဖြစ်စရာအကြောင်းအရာဆိုဖြစ်လာတယ်ဖြစ်ပြီးရင်အဲ့ဒါကမရှိတော့ဘူးနောက်ထပ်တစ်မျိုးထပ်ဖြစ်နေပြန်ပြီဒီတိုင်းပဲတစ်မျိုးပြီးဒီမျိုးဖြစ်နေတာမြင်တယ်ကြားတယ်နားရတယ်ရလာသိတယ်တွေ့ထိတယ်တွေ့ကြံတယ်ကြည်ထဲမဲ့ချမ်းသာတယ်ဆင်းရဲတယ်အမျိုးမျိုးပေါ့ဖြစ်နေတာပဲဟုတ်လားအဲ့ဒီဖြစ်နေတာကိုအရင်တော့ဘယ်ဟာမှသိမယ်ဘယ်ဟာတော့မသိဘူးလို့စိတ်ကနော်
မတိဆွဲဆွဲနေတယ်မတိမတာကန့်တတ်ထားတယ်ဆိုရင်ကိုမတိကျင်တာကြီးဖြစ်လာပြီဆိုလို့ရှိရင်ဘာဖြစ်ပြီတော့ဒုက္ခရောက်ပြီပေါ့ဆိုကြပါစို့အတန်တွေကိုလည်းပဲလူတွေကအနှောင့်အယှက်လို့ထင်ကြတာပဲဟုတ်တယ်တမာတိဘာဝနာပွားများနေတဲ့ဇံရအောင်လုပ်နေတယ်ဆိုရင်တော့အတန်အနှောင့်အယှက်ပေါ့တိုးတော့ယောဂီတို့ဥတည်ခြင်းနဲ့လုပ်နေတာပါတော့ယုံနံတဘာဝတရားတွေကိုအနိစ္စဒုက္ခအနတ္တအမှန်တရားကိုသိအောင်ကြိုးစားနေတာဖြစ်တဲ့အတွက်ကြောင့်ဒီအတန်ဒီအနှောင့်အယှက်လို့ပြောမလားမဟုတ်အတန်ဒီနားလေစရာတဘာဝတရားတစ်ခုဟုတ်တယ်မဟုတ်လားအဲ့ဒီအတန်နဲ့အတွေးကိုယောဂီတို့တာမန်ယောဂီတွေကဘာလုပ်ထားတော့အနှောင့်အယှက်လို့မသိမသာစိတ်ထဲကမှတ်ထင်ထားရတယ်ကိုထားနေတော့အတန်ဒီဆူးနေပြီဆိုရင်ဘာလို့စိတ်တော်ရောနော်အတွေးတွေကအများနေပြီထိန်းလို့ကိုမရဘူးဆိုရင်လည်းဘာဖြစ်ပြီတော့စိတ်တော်ပြီဟုတ်လားအဲ့ဒီအတွေးတွေကိုဒါတွေကသိစရာပဲလို့စိတ်အေးလက်အေးလေးနဲ့ဦးဇင်းတို့ဘာလုပ်ဖို့လို့တော့သိနေဖို့လို့တယ်အတင်းစွကြီးလှုပ်ယူလို့မရအောင်နော်ဟုတ်လားဇွတ်လှုပ်ရင်ဘာဖြစ်မှာတော့ပင်ပန်းလိမ့်မယ်တချို့လူတွေကဇွတ်လှုပ်နေကြတာဇွတ်လှုပ်နေတော့ဘာဖြစ်တော့ပင်ပန်းရောပင်ပန်းတဲ့အခါကျတော့အရသာမတွေ့တဲ့အခါကျတော့နောက်တရားတောင်ကြောက်သွားတာရှိတယ်ဒါလူငယ်လေးတွေပါလို့အဲ့ဒါကိုပြောတာဒါကြောင့်ဒီလောက်ခက်ခဲနေနေတဲ့တန်ဖိုးကြီးတဲ့အလုပ်ကိုအစာတွေကစပြီးတော့မှန်မှန်ကန်ကန်ရည်ရွယ်ချက်ရောအထောက်အမဲ့တော့နီလန်ပိုင်းဆင်ရရောနားလည်ထားဖို့အရင်မလိုဘူးလားလိုတယ်အရှင်လေးလာထားတယ်ကိုလုံးမဲ့အလုပ်ကိုမလုပ်ခင်အစအရင်အများကြီးကြွန့်ကျင်ထားဖို့လိုတယ်ဟုတ်လားဒါကြောင့်ဒါလေးတွေကိုအရင်တို့အခါလျော်စွာပြောသွားမှာပါဟုတ်လားဒါကတော့ရေဘူးရသဘောလေးပြောပြတယ်နော်ဒီခန္ဓာမှာဘာပဲဖြစ်နေတာကိုသိဖို့အဲ့လိုကြိုးစားတဲ့နေရာမှာနော်ခြီတိုင်းသဘောအနေနဲ့တချို့လည်းပဲဒါမျိုးလေးကိုစိတ်ဝင်စားကြတာရှိတယ်အဲ့ဒါပါတော့ဝင်လေထွက်လေကိုခြီတိုင်းအနေနဲ့ထားတာရှိတယ်ထိုင်တာထိတာကိုခြီတိုင်းအနေနဲ့ထားတာရှိတယ်ဖောင်းတာပိန်တာကိုခြီတိုင်းအနေနဲ့ထားတာရှိတယ်ပြီးရင်ထင်ရှားတာကိုမှတ်မယ်ပြီးရင်ဒီပြန်လာမယ်ခြိုက်တယ်လို့မှတ်လို့ရတယ်အဓိကကတော့ဖြစ်နေတာနဲ့ဖြစ်နေတာကိုသိနေတဲ့သဘောလေးဇက်တိုက်ဖြစ်နေအောင်ကြိုးစားဖို့ပဲဟုတ်တယ်မဟုတ်လားဒါအလုပ်ပေးတရားဆိုတာအဲ့ဒါပဲနော်အဲ့တော့ဦးဇင်းတို့ဒီကနေ့ပြောရတာလေးကိုပြန်ပြီးတော့နှိမ့်ချုပ်ကြည့်မယ်ဟုတ်လားဒီခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာဒလဇတ်တတိထားနေခြင်းလို့ဆိုတဲ့ဒီလုပ်ငန်းစဉ်ရဲ့စွန့်ရည်တက်တီကိုအစကနဦးဦးဇင်းတို့ပြောလိုက်တာဟုတ်လားမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဆင်းရဲဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့မကောင်းမှုကိုရှောင်ကျဉ်နိုင်ဖို့ချမ်းသာဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့ကုသိုလ်ကောင်းမှုကိုဆောင်ရွက်နိုင်ဖို့နိဗ္ဗာန်ချမ်းသာကိုမြင်နိုင်သည့်အထိစိတ်ရဲ့အည်သွေးတွေထက်မြက်ဖို့အတွက်ဖြူစင်သောစိတ်ဖြစ်အောင်ကြိုးပမ်းနိုင်ဖို့ဘာလို့မလို့သတိပဋ္ဌာန်တရားကိုပွားများရမယ်။သတိတစ်ချက်ထားလိုက်တိုင်းသတိတည်နော်ဒီတာဝန်ကြီး၃ရပ်ကိုထမ်းဆောင်နေတယ်။ဒီအလုပ်ကြီး၃ခုကိုတပြိုင်နက်တည်းလုပ်နေတယ်။အဲ့ဒီအလုပ်ဒီပင်နဲ့ဒကာသမားတို့အကျိုးရဲ့မုံမြတ်တဲ့တနည်းပြောရင်ရှိတဲ့ရှိတိုက်တဲ့ရည်ရွယ်ချက်ကိုလည်းပြည့်သွားစေပါ။မစင်ရဲခြင်းမူချမ်းသာခြင်းနဲ့နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးတော့ဒုက္ခငြိမ်းခြင်းနဲ့ဒီတိသွားမှာဟုတ်လားအဲ့လောက်ထိစွန့်ရည်တတိကြီးမားတဲ့ကိုနားလေသည်ဖြစ်စီနားမလေသည်ဖြစ်စီသူ့ရဲ့အကျိုးရလဒ်အလွန်ကြီးမားတဲ့ဒီလုပ်ငန်းစဉ်ကိုအရင်တို့ကဘာလုပ်မလို့စူးစမ်းရမယ်ဘယ်လိုလုပ်မလို့ဖြစ်တိုင်းသိအောင်စူးစမ်းရမယ်ဟုတ်လားဘာဝမှသိမယ်ညာဝမှသိမယ်လို့ကန့်သက်ချက်မထားဘဲနဲ့ဟုတ်လားဒါကြောင့်ဒီတရားဘာဝနာလုပ်ငန်းဆိုတာကိုကလှုပ်တဲ့လို့ယုံကြည်မှုနဲ့ကြိုးစားမယ်ဆိုရင်အချိန်တိုင်းမှာလှုပ်လို့ရတယ်နေရာတိုင်းမှာလှုပ်လို့ရတယ်အနေထားတိုင်းမှာလှုပ်လို့ရတယ်ဟုတ်တယ်မဟုတ်လားဘယ်နေရာလေးမှာလှုပ်လို့ရတယ်ဘယ်နေရာမှာလှုပ်လို့မရဘူးလို့ကန့်သက်ထားတာမရှိဘူးဘယ်အချိန်မှပဲလှုပ်လို့ရတယ်ဘယ်အချိန်မှလှုပ်လို့မရဘူးလို့ကန့်သက်ထားတာမရှိဘူးဒါကြောင့်ကျွမ်းကျင်အောင်ဇွဲလုံးလဝရိယနဲ့ကြိုးစားရမယ်ကောင်းရင်မီးလို့တစ်ချက်တည်းနဲ့အားသွန်ခွန်ဆိုင်လုပ်ရမယ့်လုပ်ငန်းမျိုးမဟုတ်ဘူးနော်ပေါ့ပါပါလေးဒါကိုမလုပ်တော့ဇွဲရှိကြိုးစားရမယ်လုပ်ငန်းဟုတ်လားတိုံလေးတိသွားမယ်တိတယ်ဆိုတာပင်ပန်းတဲ့အလုပ်မဟုတ်ဘူးတကယ်တမ်းကပင်ပန်းတယ်ဆိုတဲ့ကွာစားအဲ့ဒါနည်းနည်းတော့ကိုယ့်ကိုပြန်ပြီးတော့စီစစ်ဖို့လိုလိမ့်မယ်ဟုတ်လားဒါကြောင့်အနေထားတိုင်းမှာနေရာတိုင်းမှာအချိန်တိုင်းမှာဒီခန္ဓာမှာဘာဖြစ်နေတယ်လဲဖြစ်နေတာလေးကိုအတိကလေးကပ်ပြီးတော့ပေါ့ပါပါလေးနေသွားတဲ့အောင်လေ့ကျင့်ပေးရမယ်ကိုလေ့ကျင့်မှကိုကျွမ်းကျင်မှနော်ကိုကျွမ်းကျင်မှကိုလွယ်ကူမှဒီအလုပ်ကိုစိတ်ဝင်စားမှုပို့ပြီးတော့ကြီးမားလာမှာဘယ်သူ့မှလည်းပဲဦးဇင်းတို့ဒီကိစ္စမှာအကူကြီးတောင်းလို့မရဘူးနော်ဝိုင်းလုပ်ပါအောင်ဆိုလို့ဖြစ်တဲ့ကိစ္စမဟုတ်ဘူးဒါကြောင့်
ဒီလုပ်ငန်းရဲ့တန်ဖိုးကိုနားလည်ပြီးတော့ဒီလုပ်ငန်းရဲ့သဘာဝကိုနားလည်ပြီးတော့ကြိုးစားကြဖို့နော်တခုပြောရင်ဒါကဒီ9ရက်ကိုအခက်အခဲမျိုးမျိုးကြားနေပြီးတော့ရုပ်ရည်တို့ကြိုးစားအားထုတ်ပြီးတော့ဒီကိုရောက်အောင်လာကြလားကိုအားနဲ့ကိုတော့ရုန်းကန်ခဲ့ကြရတဲ့လူတွေကြီးပဲဟုတ်လားအဲ့တော့ဒါလေးကိုပေါ့မထားစေခြင်းဘူးပေါ့ဒီ9ရက်လေးကကိုယ့်ရဲ့ဘဝမှာအဲ့ဒီ9ရက်ကတန်ဖိုးဖြစ်လို့မရတဲ့9ရက်ဖြစ်ခဲ့တယ်ဆိုတာမျိုးလေးများဖြစ်မယ်ဆိုရင်ဘယ်လောက်ကောင်းမလဲပေါ့ဒီအတွေးလေးတွေးစီခြင်းနော်ကိုကတတ်မှတ်ကလေးအလုပ်တွေရောအိမ်အကုန်လုံးပြစ်ထားခဲ့ပြီးတော့လာခဲ့ရတယ်လေဟုတ်လားဒီ9ရက်လေးကနောက်တစ်ချိန်မှမမေ့တရား9ရက်လေးများဖြစ်မယ်ဆိုရင်ဘယ်လောက်ကောင်းလဲဒါဘယ်သူ့ပုံမှာမူတည်မယ်တော့ကိုယ့်ပုံမှာပဲမူတည်မယ်နော်ခပ်ပေါ်ဆိုလည်းပဲဒါဘုန်းကြီးကတော့ဘာမှပြောမှာမဟုတ်ပါဘူးဒီလိုပဲအချိန်ကတော့ကုန်သွားမှာကိုယူတာကိုရကြမှာနော်ဟုတ်လားဒါကြောင့်ကိုယ်စိတ်ထဲမှာနောက်တစ်ချိန်မှပြန်တွေးလိုက်တယ်ဆိုရင်ကိုကျင့်တတ်မှုအပြည့်အဝရစေတဲ့အချိန်ကာလလေးတစ်ခုဖြစ်သွားအောင်ခုတည်းကစငါကြိုးစားမယ်ဆိုတာမျိုးပေါ့ဟုတ်လားထိထိရောက်ရောက်ဖြစ်အောင်လုပ်မယ်ဆိုတာမျိုးအဲ့ဒီလိုမျိုးတန်ဋိဌာန်ချစေခြင်းပေါ့ရော့ရော့လုပ်လို့ရှိရင်လုပ်ငန်းရဲ့အကျိုးရလဒ်ကအများကြီးထွက်မလာတဲ့အခါကျတော့လူဆိုတဲ့သဘာဝကိုယ့်ရဲ့ချွင်းချက်ကိုမမြင်ဘူးတခြားဘာကြောင့်လဲဆိုတော့အကြောင်းတရားတွေအရှာမှားပြီးတော့နော်သဘောထားတွေဘာတွေလွဲသွားတာမျိုးလည်းဖြစ်နိုင်တယ်ဟုတ်လားဒါကြောင့်မလို့အကြောင်းရှာလည်းမမှားရအောင်ဟုတ်လားကိုစစ်မှန်တဲ့ကျင့်တတ်မှုလည်းရအောင်ကိုယ့်ဘက်ကတော့မလိုရအောင်မလုပ်ဖို့လိုတော့ကြိုးစားဖို့လိုတယ်ပြီးတော့တခုပြောရင်ဒါကအဓိကနဲ့တာမင်ညကိုလည်းခွဲခြားတတ်စေခြင်းတယ်ဒီလိုလာတယ်ဆိုတာကအသိဉာဏ်ကိုရအောင်နော်ရှာကြဖို့လာကြတာဒါပဲအဓိကအဲ့ဒီလုပ်ငန်းကိုလုပ်ဖြစ်နေတယ်ဆိုရင်ပြီးတာပဲကောင်းတာပဲနော်အစားအသောက်နဲ့ပတ်သက်ပြီးတော့ဘာမှဒါအရေးမပါဘူးနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ဘာမှအရေးမပါဘူးဟောလူတွေကဒီ9ရက်လောက်လေးနေရမှာဒီရက်ပိုင်းလောက်လေးတွင်မှာကိုဘလို့နေရာလေးမှနေကျင်တာဘာလေးမှစားကျင်တာဘလို့လေးမှဆိုတာလည်းပါတော့အရေးမပါတဲ့ကိစ္စတွေကရှည်တန်းရောက်နေအဲ့ဒါတွေကကိုယ့်ရဲ့မုံမြတ်တဲ့ရည်ရွယ်ချက်ကိုယ့်ရဲ့လုပ်ငန်းစီကိုအများကြီးနှောက်ယှက်ပေးနိုင်တယ်နော်တရားလို့ဆိုတာဘာနဲ့လုပ်ရတော့စိတ်နဲ့လုပ်ရတာစိတ်ထဲမှာအဆင်မပြေဘူးဆိုရင်ဒီဥစ္စာလေးကအနှောက်ယှက်ဘာလုပ်နေတော့ဖြစ်နေတယ်ဒီဥစ္စာဟုတ်လားဒါကြောင့်ကိုယ့်ရဲ့စိတ်ထဲမှာရှင်းထားနိုင်ဖို့လိုတယ်ရေဘူးရသဘောအဖြစ်ကိုယ့်အတွက်အဆင်ပြေခြင်းမပြေခြင်းဆိုတာပြင်ဘက်ကဖြစ်နေတဲ့အရာတွေပေါ်မှာမူတည်တာမဟုတ်ကိုယ့်ရဲ့ခံယူချက်ကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့အမြင်တွေပေါ်မှာအဓိကမူတည်တာဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်တခါလေဦးဇင်းကစဉ်းစားတယ်ဒါတွေးမိတာကိုပြောတာပါခရီးသွားရင်းနဲ့လမ်းမှာထမင်းဆိုင်တွေဘာတွေမရှိဘူးထမင်းလေးဘာလေးထည့်သွားတယ်ဆိုရပါခရီးသွားရင်းနဲ့လမ်းစားဖို့မမိန်တဲ့အခါမရှိဘူးအမြဲတမ်းမိန်တယ်ဘာဖြစ်လို့လဲဟင်းလေးကလည်းနည်းနည်းထမင်းနဲ့တကယ်ဖြစ်တယ်လို့လေးလေဟုတ်လားအဲ့ဒါဘာလဲလို့ဦးဇင်းတွေးကြည့်တယ်ငတ်တာနဲ့ तू ကရှင်လိုက်တာလေစိတ်ကမသိမသာဟုတ်လားအဲ့ဒီအခြေအနေမှာဒါဆိုရင်ကို तू ကဘာလို့အဆင်ပြေလာပြီဟုတ်လားခုဆုံးဝိုင်းကြီးတွေအများကြီးတွေနဲ့စပယ်ရှယ်စားရင်တိတ်မိန်တဲ့ခါတိတ်မရှိဘူးရွေးတယ်လည်းများဟိုကလိုဒီဟာလိုရွေးနေတာလေးစိတ်ကဟိုဟာမြင်ရင်လည်းစိတ်တိုင်းမကြဒီဟာမြင်ရင်လည်းစိတ်တိုင်းမကြဟုတ်လားတကယ်လို့သာအငတ်ဘေးစိုက်နေတဲ့အခါမျိုးရှင်ဘယ်လိုနေမှာတော့နည်းနည်းလေးရလည်းမိန်နေမှာပဲလေဒါမိန်ချင်းမမိန်ချင်းကဒီချက်ပြုတ်ထားတဲ့အစာအာဟာရပေါ်ကြီးအဓိကမူတည်နေတာမဟုတ်ကိုယ့်ရဲ့စိတ်ထားပေါ့နော်ဒီအချိန်တွေကဘာဆိုတာကိုယ်စိတ်ကသိရလေဟုတ်လားဒါကြောင့်မလောမငါလေးမြန်စားရင်အလွန်ကောင်းဟုတ်လားတော့တကလေးမိန်အောင်နည်းနည်းဒီမြန်ကျွေးရမလားအောင်မယ်ဟဲ့စဉ်းစားကြည့်နော်အဲ့တော့ပြောရင်တော့ဘာလဲအရေးမပါတာတွေအရေးပါတာတွေခွဲခြားပြီးတော့နားလည်ဖို့စားတဲ့တောက်တဲ့ကိစ္စဘာမှအရေးမကြီးဘူးဟုတ်လားနေရထိုင်ရတဲ့ကိစ္စဘာမှအရေးမကြီးဘူးများသောဖြင့်ဒီဓမ္မယုံပေါ်မှာပဲချိန်ကုန်ကြမှာနေရာလေးဆိုတော့အိတ်ယုံလေးအိတ်မှာကိုဒီအလုပ်ကိုပဲဇောက်ချပြီးတော့လုံးမဲဆိုတဲ့တကယ်ရည်ရွယ်ချက်ကြီးကြီးမားမားရှိတဲ့လူတွေကအဲ့ဒီအရေးမပါတဲ့ကိစ္စတွေသူကောင်းထဲမှာရှိကုန်မရှိဘူးအဲ့ဒီအရေးမပါတဲ့ကိစ္စတွေခေါင်းထဲမှာရှိနေတယ်ဆိုတာကိုကြည်ချမ်းအဖြစ်အရေးပါတာအလွန်နည်းနေတယ်ဆိုတာကိုမြင်နိုင်တယ်ဒါပေမဲ့လူဆိုတာတော့အမျိုးမျိုးပေါ့နော်အဲ့လိုဖြစ်လို့လည်းပဲဒါအပြစ်ကတော့မတင်လို့ပါသူလူဆိုတာတော့အမျိုးမျိုးပေါ့နော်သူဦးဇင်းဘလိုလဲတွေးပါတယ်ရောက်လာပြီဆိုတာနဲ့ကိုကျင်းတတ်လာပြီဟုတ်လားဒီတိုင်းကိုလှုပ်ထိုင်နေရင်လည်းကျင်းတတ်နေတာဘာလို့ဆိုဒီနားမထိုင်ဟိုနားသွားထိုင်မယ်သူ့အိမ်သူနေမယ်ဆိုရင်တော့ဒီလောက်အကျိုးကတော့
မရှိနိုင်ဘူးလေဟုတ်တယ်မဟုတ်လားဒါသည်ဖြစ်စေခြင်းတာကတော့အကောင်းဆုံးထိဖြစ်စေခြင်းတာတပြားမှမရတဲ့ဆိုင်တော့30ရ100ရ1000ရလည်းမနည်းဘူးပေါ့ဒါပေမဲ့ရနိုင်ကြီးရှိမယ်ဆိုရင်တော့တသိန်းတစ်သန်းထိလည်းရသေးခြင်းတာပေါ့ဒါကိုပြောတာသဘောပေါက်မယ်ထင်ပါနော်အေးဒါကြောင့်ဘလို့လုပ်ရမယ်လုပ်ငန်းရဲ့တန်ဖိုးဒါတွေပြောပြီးတဲ့နောက်မှာဒါခံယူချက်လေးတွေသဘောထားလေးတွေကိုမှလွယ်မနေတာလေးတွေချို့ကပြောလိုက်မှသိတာလေကိုယ့်ကိုလွဲနေတာကိုလူတိုင်းကလွဲနေတယ်လို့မသိကြဘူးကိုယ့်ကိုတော့တဲ့နေတယ်လို့ပဲထင်ကြတာနော်ဒါပေမဲ့တခုအရင်တို့ကိုယ့်ရဲ့အမြင်တွေဟာလွဲသလားတွေ့သလားဆိုတာကိုသိချင်ရင်ဒါဦးဇင်းတို့တွေးမိတာလို့ပြောတာပါအကျိုးရလဒ်ကိုကြည့်ပြီးတော့ဝေဖန်တက်ရတယ်စိတ်တွေပူနေပြီဆင်းရဲနေပြီစိတ်တိုင်းမကြဖြစ်နေပြီဆိုတော့ငါတော့တခုခုလွဲနေပြီဆိုတာကိုမြင်ဖို့လိုတယ်ဟုတ်လားအမြင်တွေအရန်ကောင်းနေတယ်တဲ့နေတယ်မှန်းနေတယ်ဆိုစိတ်ဆင်းရဲတာအကြောင်းရှိကိုမရှိဘူးဟုတ်လားဒါပေမဲ့လူတွေကခက်တာကလွဲနေလို့လွဲနေမှမသိဘူးနော်ဆင်းရဲနေပါပြီဆိုတာတော့မှသူကလွဲနေတယ်လို့မသိသေးဘူးသူများအပြစ်တင်တော့ရှိသေးဟုတ်လားဆင်းရဲနေပြီဆိုရင်တကယ်တမ်းဘာဖြစ်နေလဲလွဲနေပြီလွဲနေပြီကိုယ့်ကိုပြင်ရမှာနော်ဒါပေမဲ့လူတွေကချမ်းသာဖို့အတွက်ဘေးပတ်ဝန်းကျင်အနေအထားမျိုးစုံကိုပဲပြုပြင်ပြောင်းလဲဖို့ကြိုးစားကြတာမဖြစ်နိုင်တာကိုပဲလှုပ်ချင်နေကြတာတကယ်တမ်းကပြုပြင်ပြောင်းလဲဖို့ဆိုတာဘယ်သူ့ကိုဘယ်သူပြုရမှာလို့ပြုပြင်ရမှာလို့ကိုယ့်ကိုပြုပြင်ရမှာဟုတ်လား